ဒီနေ့မှာကျွန်တော်တို့မိသားစုဝင်တယောက်ချင်းစီတိုင်းအတွက်ဉာဏ်ပညာနဲ့သက်ဆိုင်တဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ဝင်ငှမှာဖြစ်တယ်။မနေ့တုန်းကတော့တန်တရားကနေယုံကြည်ခြင်းတိုးပွားလာစေဖို့ရန်အတွက်တန်တရားကိုဘယ်လိုမောင်းထုတ်ရမလဲယုံကြည်ခြင်းကိုဘယ်လိုတည်ဆောက်အောင်လဲဆိုတဲ့အရာကိုတမန်တော်ရဲ့အဖြစ်ပြက်နဲ့ကျွန်တော်ဝင်ငှခဲ့ပြီးပါပြီ။အခုဒီနေရာမှာဝင်ငှမယ့်အရာကတော့ဉာဏ်ပညာနဲ့ဆိုင်တဲ့အရာကိုဝင်ငှမှာဖြစ်တယ်။ဒီအရာကိုဝင်ငှတဲ့အခါမှာအဆုံးထိနားထောင်ဖို့လိုလိမ့်မယ်။အကယ်၍တဝက်တစ်ပြက်ဆိုရင်နှုတ်ကပတ်တော်ရဲ့ဆိုလိုရင်းကိုနားမလည်ဘဲနဲ့ခံယူချက်လွဲမှားသွားမှာကိုကျွန်မစိုးရိမ်ပါတယ်။ဒါကြောင့်ဒီနှုတ်ကပတ်တော်ကိုနားထောင်နေတဲ့အခါမှာစိတ်ဝင်စားစရာလည်းကောင်းတဲ့အတွက်ကြောင့်မလို့တစ်ဖက်မှာလည်းဉာဏ်ပညာကိုရရှိစေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့သင်ရောက်ရှိလာခြင်းဟာမှန်ကန်သောရောက်ရှိလာခြင်းဖြစ်ပါတယ်။ဟာလေလုယာ။အဲ့တော့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကဘာလဲဆိုတော့လိုက်ပြောပါအောင်ခွင့်ပြုလိုက်ပါ။အဲ့တော့ခွင့်ပြုလိုက်ပါလို့ပြောတဲ့အခါမှာဘာကိုခွင့်ပြုခိုင်းတာလဲကျမတို့အသက်တာထဲမှာကောင်းတဲ့အရာတွေကိုဘဝထဲမှာဝင်ရောက်လာဖို့အတွက်ခွင့်ပြုတာရှိတယ်လို့မကောင်းတဲ့အရာတွေကိုဝင်လာဖို့ရန်အတွက်ခွင့်ပြုတာလည်းရှိပါတယ်မှန်ပါသလားကိုယ့်ရဲ့အသက်တာထဲမှာလူကောင်းတွေကိုကြိုးဆိုသလိုလူဆိုးတွေကိုလည်းခေါ်ဖိတ်မိခဲ့တဲ့အရာတွေအများကြီးရှိတယ်ဘာကြောင့်လဲဆိုတော့ညံမဲ့သွားလို့ဒါကြောင့်တစ်ခါတည်းကျမတို့ရဲ့အသက်တာအမှိုက်ပုံးတစ်ပုံးလိုပဲရှိသမျှမကောင်းတဲ့အရာတွေလာစုနေတဲ့အသက်တာဖြစ်သွားတယ်ဒါဆိုနှုတ်ကပတ်တော်ထဲမှာရှိတဲ့ဘယ်အရာကိုခွင့်ပြုရမယ်ဘယ်အရာကိုခွင့်မပြုရဘူးလဲဆိုတဲ့အရာကိုကျမတို့လေ့လာရင်းနဲ့ဒီလောကမှာအသက်ရှင်တဲ့အခါမှာပညာရှိစွာနဲ့အသက်ရှင်နိုင်ဖို့ရန်အတွက်နှုတ်ကပတ်တော်ကသင်ကိုပြုပြင်ပေးမှာဖြစ်တယ်ဒါကြောင့်တမန်ကျမ်းစာထဲမှာဒီလိုပြောထားတယ်တုတ်တန်19:20ထဲမှာကျမနောက်ကလိုက်ပြောပါဦးနောက်ဆုံးကာလ၌ပညာရှိဖြစ်လို့တော့ငါဆုံးမသောစကားကိုနားထောင်၍နေဥပဒေကိုခံယူလောအဲ့တော့ဒီလောကမှာဆုံးမတဲ့စကားတွေအများကြီးရှိတယ်သို့တော်ဖခင်သခင်ရဲ့တမန်တရားအပြင်ဆုံးမတဲ့စကားကတော့ဘယ်တော့မှခင်မနှောက်ကြခဲ့ဘူးခက်တွေဘလို့ပဲပြောင်းသွားပါစေလူရဲ့ဇယိုက်တွေဘလို့ပဲသိုးသွမ်းလာပါစေတမန်ကျမ်းစာရဲ့တွင်တင်ချက်ကတော့အရင်ခေတ်ကောအခုခေတ်ကောစံချိန်မိနေတဲ့တမန်ကျမ်းစာဖြစ်ပါတယ်ဒါကြောင့်မလို့ဟေရှာယနာဂတိကျမ်းခန်းကြီး48အခန်းငယ်19မှာဒီလိုပြောထားတယ်အတူတူကဖတ်ရအောင်တင့်ကိုရွေးနှုတ်တော်သူဣသရေလအမျိုး၏တန်ရှင်းသောအရှင်ထာဝရဘုရားမိန့်တော်မူသည်ကငါသည်သင်၏အကျိုးနှင့်ရှင်သောအရာကိုတွင်တင်၍သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သောသင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာဘုရားသခင်ကမကောင်းတာကိုဘယ်တော့မှမပေးဘူးမကောင်းတဲ့လမ်းကိုဘယ်တော့မှမပို့ဘူးဖခင်ကိုစိတ်ချနေဖို့အတွက်အရေးကြီးတယ်။သို့တော်တစ်ခါတလေကျမတို့ကကိုစိတ်ချတာကဖခင်ကိုစိတ်ချတာထက်ပိုပြီးတော့လွန်ကဲနေတယ်။ဒါကြောင့်မလို့ကိုစိတ်ချပြီးတော့ကိုရှောက်လိုက်တဲ့အခါမှာကိုလန်းကိုဆုံးသွားတော့နောက်ဆုံးမှာဖခင်တားတဲ့သူတွေအများကြီးပဲ။ဒါကြောင့်တနည်းအားဖြင့်ကိုရဲ့အသက်တာထဲမှာကိုလန်းကိုရှောက်တာထက်အနာဂတ်ကိုဖန်ဆင်းထားတဲ့ဖခင်ပြင်ဆင်တဲ့လမ်းတွေကိုရှောက်လိုက်တာကပိုပြီးတော့လုံခြုံတယ်။အာမင်။အဲ့တော့ဒီနေ့မှာခွင့်ပြုလိုက်ပါလို့ပြောတဲ့အခါမှာလူစိတ်ဝိညာဉ်9မျိုးကိုလေ့လာမှာဖြစ်တယ်အာမင်အဲ့တော့ကိုယ်အနားမှာရှိတဲ့လူအခုအချိန်ကြည့်လို့ရတယ်နှုတ်ကပတ်တော်ဝင်ကားတဲ့အခါမကြည့်နဲ့တော့ဘာကြောင့်လဲဆိုတော့ခဏနေကြဟာငါ့ကိုစောင်းပြောတာပဲအဲ့ဒါငါ့ကိုတမင် तू ငါ့ကိုဘယ်တည်းကတေးထားလဲမသိဘူးအဲ့လိုဖြစ်မှာစိုးလို့အခုအဝကြည့်တာဇနီးတွေကိုလည်းအဝကြည့်တာခင်မွန်းတွေကိုလည်းအဝကြည့်တာသားသမီးကိုလည်းအဝကြည့်တာတို့ကျင်လည်းရတယ်ခေါ်ကျင်လည်းရတယ်လက်နဲ့သွားပြီးတော့ပုတ်လည်းရတယ်သို့တော့ပြောနေတဲ့အချိန်မှာအဲ့ဒါနေ့ကိုပြောတာနေ့ကိုပြောမလုံးနဲ့တော်ပြဿနာတတ်တယ်အဲ့တော့ကျမတို့အပေါ်ကနေဆက်ဟောရမှာလားဆင်းပြေးရမှာလားဒီလိုဖြစ်တယ်အဲ့တော့အဲ့လိုမဖြစ်ချင်ဘူးဒါကြောင့်အခုချိန်မှာပြုံးထားလဲရတယ်ဟာနေ့ကိုပြောတယ်လို့လဲကြိုပြောထားလဲရတယ်သို့တော့ဟောနေတဲ့အချိန်မှာတော့မလုပ်ကြပါနဲ့အဲ့တော့လူရဲ့စိတ်ဝိညာဉ်9မျိုးလို့ပြောတဲ့အခါမှာအများကြီးရှိပါတယ်တမန်ကျမ်းစာထဲမှာသို့တော့အများကြီးပြောရင်ကျမအတွက်အချိန်မလောက်နိုင်ဘူးအဲ့တော့အထူးသဖြင့်မိတ်ဆွေတငယ်ချင်းကျွန်တော်အပေါင်းအသင်းအများကြီးရှိခဲ့ဖူးတယ်ရှိပါတယ်ဆိုတဲ့သူလက်မြောက်ပါအောင်ရှက်စရာမလိုနော်ရှိတယ်ခုချိန်ကျတော့ထောင်ရင်ကောင်းမလားမထောင်ရင်ကောင်းမလားထောင်ကြောက်လားမသိဘူးဟုတ်ကဲ့ကျေးဇူးတင်တယ်အဲ့လိုပုံမှန်လင်း conversation နဲ့ကျွန်မသွားခြင်းတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့အပေါင်းအသင်းအများကြီးထားဖူးတဲ့သူဆိုရင်လူအမျိုးမျိုးကိုမြင်ခဲ့ဖူးလိမ့်မယ်ဟုတ်လားအဲ့လူအမျိုးမျိုးထဲမှာဘလို့လူကိုနှင်ထုတ်ရမလဲဘလို့လူကိုကြိုဆိုရမလဲဘလို့လူကိုထွက်သွားခွင့်ပြုရမလဲဘလို့လူကိုဆွဲထားရမလဲဆိုတော့သဘောပေါက်လာလိမ့်မယ်အာမင်
တချို့သောသူတွေကဆွဲထားရင်ကိုယ့်အတွက်အစိတ်ကိုယ့်ကိုဒုက္ခပေးမဲ့သူတွေဖြစ်တယ်ကိုယ့်ရဲ့အသက်တာကိုဆွဲချမဲ့သူတွေရှိတယ်ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်ထဲမှာလေ့လာဖို့ရန်အတွက်ဖြစ်ပါတယ်အဲ့တော့ပထမလူတစ်မျိုးကကာစီးတော်သူလိုက်ပြောပါအောင်ကာစီးတော်သူသူရဲ့အသက်တာကတတိုင်းလိုပဲတနည်းအားဖြင့်ကျမတို့ကိုဖယားသခင်ပို့ခြင်းတဲ့နေရာဖယားသခင်ပြခြင်းတဲ့အရက်ဖယားရဲ့နော်ဂတိတော်တွေကိုမမြင်နိုင်ဖို့ရန်အတွက်ကာစီးတဲ့သူတချို့ရှိတယ်အဲ့တော့သင်ရဲ့အပေါင်းအသင်းတွေထဲမှာသင်တွေ့ရလိမ့်မယ်ဆိုပါစို့ကိုကဖယားเจ้าသွားခြင်းတယ်ကိုကအစာရှောင်ဆုတောင်းကိုလာခြင်းတယ်ဒါမှမဟုတ်ကိုက cell group ကိုသွားခြင်းတယ်ဒါပေမဲ့မသွားပါနဲ့ကွာမင်းသွားနေလေအပေါ်ပါပဲလို့ပြောတဲ့ဖယားသခင်နဲ့ကိုနဲ့ကြားထဲမှာကာစီးတက်တဲ့တတိုင်းတွေရှိတယ်အထူးသဖြင့်ခရိယန်တွေအားလုံးကတတိုင်းမဖြစ်ရဘူးဖယားသခင်စီကိုပို့ပေးတဲ့တရားဖြစ်ရမယ်အာမင်တရားမဖြစ်ဘဲနဲ့တတိုင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့လူတော်တော်များများကဖယားသခင်ကိုစံခဲ့တဲ့အရာရုပ်ရော့သွားတာဖြစ်တယ်အဲ့တော့အဲ့လိုလူမျိုးကဘယ်သူနဲ့သွားတူလဲဆိုတော့လောတာနဲ့တူတယ်ပဲလိုက်ပြောပါအောင်လောတာရဲ့နာမည်ကိုနော်ဒီလိုပြောကြတယ် veil တဲ့တနည်းအားဖြင့်မျက်နှာဖုံးတဲ့ဆိုလိုတဲ့အရာကရှင်းရှင်းလင်းလင်းမမြင်နိုင်အောင်စီးတားထားတော်သူတဲ့သင်ရဲ့ဘဝထဲမှာတချို့သောသူတွေရှင်းရှင်းလင်းလင်းဘုရားသခင်နဲ့ပတ်သက်လာလို့ရှိရင်မမြင်နိုင်အောင်စီးတားထားတော်သူတွေဘယ်သူလဲဆိုတော့အခုကလေးကစတင်ပြီးတော့စဉ်းစားစေချင်တယ်အဲ့တော့ကပ္ပဦးကျမ်းခန်းကြီး7အခန်းငယ်31ကနေ32ဒီဖတ်မယ်ဒီဘက်ချမ်းကသူများအဆင်ပြေပါသလားယေရှုပြည့်အတူတူကျမနဲ့ဖတ်ပေးပါမလားဒီဘက်ချမ်းကသူကဘာဖြစ်လို့လဲဆိုခေါ်နိုးနေတာသမင်းနေစားလာပြီးတော့ကျမကိုကြည့်ချင်တယ်လို့မကြည့်ချင်တယ်လို့နော်ကဲအတူတူကနှုတ်ကပတ်တော်ကိုဖတ်ရအောင်1 2 3တေရသည်သားအာဗြဟံကို၎င်းခါရန်ဤသားဖြစ်သောမြေလောတကို၎င်းသားအာဗြံဤမယားဖြစ်သောမိမိချွေးမစာရဲကို၎င်းခေါ်၍သူတို့သည်ခါနန်ပြည်သို့သွားခြင်းငှာခါလဒဲပြည်သားတို့နေသောဥရမြို့မှထွက်သဖြင့်ခါရန်မြို့သို့ရောက်၍နေကြ၏တေရသည်အသက်နှစ်ပေါင်း250နှစ်ရှိသောခါရန်မြို့၌တေလေ၏အဲ့တော့ဒီနေရာမှာတေရမှာသား3ယောက်ရှိတယ်ခါရန်အကြီးဆုံးနာခေါ်အလက်အာဗြဟံကသူကအငယ်ဆုံးဖြစ်တယ်အခုဒီနေရာမှာအာဗြဟံရဲ့နာမည်ကအာဗြဟံဖြစ်မပြောင်းသေးဘူးစတင်ပြီးတော့ဖျားခေါ်တဲ့အချိန်ကာလကိုကြည့်လိုက်တဲ့အခါမှာသူ့ရဲ့နာမည်ကအာဗြံပဲအဲ့တော့ကြည့်လိုက်တော့သူတို့ကအခုတေရကနေပြီးတော့ကဲကျမနောက်ကလည်းပြောပါအောင်တေရသားအာဗြံမြေလောတချွေးမစာရဲအဲ့တော့ဒီထဲမှာလူဘယ်နှယောက်ပါလဲကျမ်းစာအဲ့လိုဖတ်ရမှာဖြစ်တယ်ကျမတို့ဒီကျမ်းချက်ထဲမှာဆိုလိုရင်လူဘယ်နှယောက်ကိုဆိုလိုထားလဲဆိုတဲ့အရာကိုကြည့်ရမှာဖြစ်လူဘယ်နှယောက်ပါလဲ4ယောက်ပါတယ်အဲ့တော့တေရကအဖေဖြစ်တော့ဥဆောင်ပြီးတော့မှသူတို့ကိုဘယ်ကိုခေါ်သွားလဲဆိုတော့ဥရမြို့ကထွက်ပြီးတော့ခါရန်မြို့ကိုခေါ်သွားတယ်ဒီထိစင်ပြေပါသလားဒါနဲ့တေရကအသက်နှစ်ပေါင်း250ရှိတဲ့အခါမှာတည်သွားတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ဘယ်နှယောက်ကျန်လဲအခုအာဗြဟံကဘယ်မြို့မှာရှိနေတာလဲဆိုတော့ခါရန်မြို့မှာရှိနေတာဖြစ်တယ်ဒါနဲ့အဘအာဗြဟံရဲ့အဖေဖြစ်တဲ့တေရတည်သွားတဲ့အခါမှာကောင်းကင်ဖခင်ဖြစ်တဲ့ဘုရားသခင်ကစပြီးအာဗြဟံကိုစကားပြောတယ်ဟာလေလုယာဒီလောကမှာအဖေခေါ်စရာမရှိတဲ့သူတွေဝမ်းနည်းစရာမလိုအဖေဆုံးပြစ်ခြင်းခံရတဲ့သူတွေစိတ်တက်ကြစရာမလိုတင့်ကိုတာဝန်ယူမဲ့ဘုရားကအချိန်ကြီးရောက်လာမှဖြစ်တယ်ဘာဖြစ်လို့လဲသိလားကျမတို့ကိုးကွယ်တဲ့ဘုရားခေါ်လင်ထူးတယ်တဲ့အသက်ရှင်တဲ့ဘုရားသင်တော့ထူးမှာမဟုတ်သင်တော့သူ့ကိုယုံကြည်စရာမှမလိုတာ तू ကအသက်ရှင်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဘုရားကကျမတို့ဒုက္ခဆင်းရဲတွေနဲ့ကိုရောက်နေတဲ့အချိန်မှာအချိန်မီရောက်လာတော့ဘုရားရှင်ဖြစ်တယ်အဲ့တော့စိတ်ဝင်စားစရာကောင်းတဲ့အရာကဘုရားသခင်ကအာဗြဟံကိုပြောတယ်မင်းရဲ့ပြည်ထဲကနေထွက်ပြီးတော့မှမင်းရဲ့ဆွေမျိုးသားချင်းတွေကထွက်ခဲ့ပါတဲ့ဒါဆို तू အခုဘယ်ပြည်မှာရှိတာလဲခါတယ်โอเคသဘောပေါက်ပြီအဲ့တော့ဆွေမျိုးသားချင်းပေါက်ဖော်တဲ့ကထွက်ခဲ့ပါလို့ပြောတဲ့အခါမှာသူတို့ဘယ်နှယောက်ပဲရှိတာလဲဒါဆိုဘသူတွေကထွက်ခဲ့လို့ပြောတာလဲဟဲ့တေရသေသွားပြီဘသူကြီးကထွက်ခိုင်းတာလဲလောတဒါပေမဲ့အာဗြဟံကဖျားပြောတဲ့နှစ်ချက်မှာတစ်ချက်ပဲနားထောင်တယ်ခါရန်ပီကတော့ထွက်လာတယ်နောက်တစ်ချက်ကပါလဲဆိုတော့လောတကအာဗြဟံနောက်ကိုလိုက်တဲ့အတွက်ကြောင့်မလို့အာဗြဟံကခွင့်ပြုပေးလိုက်တယ်လို့ပြောတဲ့အခါမှာဒုတိယအရေးကြီးတဲ့အချက်ကိုအာဗြဟံလုပ်ခဲ့လားမလုပ်ခဲ့ဘူးဒါနဲ့အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့အဲ့ဒီကစပြီးတော့အာဗြဟံအပေါ်မှာဖျားထားတဲ့ဂတိတော်တွေကိုလောတအားဖြင့်အာဗြဟံကမမြင်ရတော့အန်ကြီးများတယ်နော်
ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာထဲမှာတချို့သောသူတွေကဖခင်နဲ့ကိုယ်နဲ့ဂျားထဲမှာဖခင်ရဲ့ရည်ရွယ်ချက်ကိုစီးကာထားတဲ့သူတွေဆိုတာကိုကျမတို့နားလည်ဖွင့်ရတဲ့ဖြစ်တယ်။ဘာကြောင့်လဲ။လောတာကအဖေမရှိတော့။ဒါကြောင့်မလို့သူ့အဖိုးကအာဗြဟံတို့နဲ့အတူတူထားပြီးတော့တနည်းအားဖြင့်မွေးစားထားတဲ့ပုံစံပေါ့။အဲ့ဒါကြောင့်မလို့အာဗြဟံကလည်းသူ့ရဲ့တူကိုတနာတဲ့အတွက်ကြောင့်မလို့မငြင်းရဘူးလောတာလိုက်ချင်တဲ့အခါမှာခေါ်လာတာဖြစ်တယ်။တို့ပင်မဲ့လေပြဿနာကဘာလဲဆိုဖခင်သခင်ကတခုခုဆိုရင်ပြက်သားလှုပ်စေခြင်းလေဘာလို့ဆိုအရှိမရှိတဲ့ကောင်းကြီးမင်္ဂလာကအလွန်ကြီးမားတဲ့အတွက်ကြောင့်မလို့အခုဒီနေရာမှာအာဗြဟံကသားသမီးနဲ့ပတ်သက်ပြီးတော့အရန်လိုချင်တဲ့ဆန္ဒအာမကြီးသေးဘူး။ဘာကြောင့်လဲဆိုတော့သူ့မှာဘယ်သူရှိနေလဲ။လောတာရှင်သူ့မှာဘယ်သူရှိနေလဲ။လောတာကိုသူ့ရဲ့သားလိုဖြစ်နေတဲ့အတွက်ကြောင့်မလို့သားသမီးယေဒနာနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုသူ့မှာလိုချင်တဲ့အထဲထဲမှာငိုကြွေးနေတဲ့ဆန္ဒမရှိဘူး။တော့ဘယ်အချိန်မှာပဲဖခင်သခင်ဂတိတော်ကအာဗြဟံစီကိုရောက်လာလဲဆိုလောတာနဲ့လမ်းခွဲလိုက်တဲ့အချိန်ရောက်မှပဲဖခင်သခင်ကအာဗြဟံကိုစတင်ပြီးတော့စကားပြောတယ်သူမြင်ရမယ့်ယူပါယုံတွေကိုစပြီးတော့ပြတာဖြစ်တယ်အဲ့တော့လောတာနဲ့အာဗြဟံကလည်းဘလို့ကွဲကွာသွားလဲဆိုစိတ်ဝင်စားစရာကောင်းတယ်ဘလို့ကွဲကွာသွားလဲဆိုတော့တနေ့ကျတော့လောတာကအာဗြဟံနဲ့နေတဲ့အတွက်ကြောင့်မလို့အာဗြဟံကြွယ်ဝချမ်းသာတယ်လို့လောတာကလည်းကြွယ်ဝချမ်းသာလာတယ်အာဗြဟံကောင်းစားတယ်လို့လောတာကလည်းကောင်းစားလာတယ်တချို့သောသူတွေကျမတို့အနားမှာရှိနေတာကျမတို့စီကကောင်းကြီးယူဖို့စောင့်နေတဲ့သူတွေပါကိုယ်ပိုင်ကောင်းကြီးမဟုတ်တနေ့ကိုကခွာသွားတဲ့အခါမှာအဲ့လူသူ့မှာကိုယ်ပိုင်ကောင်းကြီးမရှိဘူးဆိုတာသဘောပေါက်လာတာအခု तू အကြွားနေတဲ့အရာတွေ तू မော်မောက်နေတဲ့အရာတွေအားလုံးကအမှန်တော့ကိုကဖျားသခင်ရဲ့စကားကိုနားထောင်မျှော်လင့်နေရရှိလာတဲ့ကောင်းကြီးတွေသို့တော့ तू အထဲထဲကိုနော်ပြန်ပြီးတော့စီးသွားတယ်ဆိုတဲ့အရာကိုမြင်စေတယ်တစ်ဖက်မှာလဲအဲ့တော့ဘလို့မျိုးယံဖြစ်ကြလဲဆိုတော့ကျွန်တွေကယံဖြစ်တာငါမှလည်းဥစ္စာစီးပွားတွေတိုးပွားလာတယ်တခါတည်းဒီဘက်ကလည်းဥစ္စာစီးပွားတွေတိုးပွားလာတော့တိုးတွေကလည်းတခါတည်းများလာတဲ့အခါမှာနေရလူရင်းနဲ့ယံဖြစ်တော့လမ်းခွဲတဲ့အမှုရာပေါ်လာတယ်ဒါနဲ့လမ်းခွဲပြီးသွားတဲ့အခါမှာအော်စရာကောင်းတဲ့အရာတစ်ခုอ่ะဖခင်သခင်ကချက်ချင်းအာဗြဟံကိုခေါ်တယ်ကပ္ပဦးကျမ်းအခန်းကြီး73ခန်းငယ်14ကနေ15ကိုဖတ်ရအောင်အတူတူကဖတ်ပေးပါအောင်လောတာသည်အာဗြဟံနဲ့ခွာ၍သွားပြီးမှထာဝရဘုရားသည်အာဗြဟံကိုခေါ်၍သင်ရှိသောအရက်ကတောင်မြောက်အရှေ့အနောက်သို့မျှော်ကြည့်လို့ဖခင်ပြပြီဘယ်အချိန်မှပြတာလဲလောတာအနာကခွာသွားတာမဟုတ်ရင်အဲ့ဒီကောင်းကြီးကိုဘယ်သူဆက်ယူအောင်မလဲဖခင်သခင်ကျမတို့အတွက်ပေးခြင်းနဲ့ကောင်းကြီးကကျမတို့အတွက်ကိုယ်ပိုင်ပဲဘသူကမှ copy လုပ်လို့မရအောင်ဘသူကမှခိုးလို့မရအောင်ဘသူကမှလူယူလို့မရအောင်ဘသူကမှကြံဖန်လို့မရအောင်ဖခင်ကျမတို့ကိုပေးထားတဲ့ကောင်းကြီးကကျမတို့နဲ့ကျမတို့ရဲ့အမျိုးအနွယ်တက်ပဲဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်စိုးရင်ခြင်းမရှိပါနဲ့အရေးကြီးတာကအပေါင်းအသင်းမမားဖို့ပဲလို့တာအာမင်ဒါနဲ့အဲ့ဒီအချိန်မှာဘုရားကဘာဆိုသင်မြင်သောမြေတစ်ပြင်လုံးကိုသင်နဲ့သင်၏အမျိုးအနွယ်အားငါသည်ကာလအစဉ်မြဲပေးမိအဲ့ဒီအချိန်ရောက်တော့မှပဲဘုရားသခင်ကအာဗြဟံကိုစကားပြောပြီးတော့မှအနာဂတ်မှာသူ့အတွက်လုပ်ပေးခြင်းနဲ့အရာတွေကိုပြောတာလောတာကိုသားတစ်ယောက်လိုဆက်ဆံနေတဲ့အချိန်ပြီးသွားတော့မှကိုယ်ပိုင်သားပေးမယ်လို့ဘုရားရှင်ကပြောတာဖြစ်တယ်အာမင်တဲ့အတွက်ဘုရားသခင်ကိုယ်ပိုင်ရရှိစေခြင်းနဲ့ကောင်းကြီးတွေကိုသင်အရာယူဖို့ရတဲ့တချို့သောသူတွေကိုဘလောက်ပဲတနာချန်ထားခဲ့ရတာထွက်သွားခွင့်ပြုလိုက်ရတာလိုက်ပြောပါဦးထွက်သွားခွင့်ပြုလိုက်ပါတနာမနေနဲ့ဒီလိုပြောလို့လောတာမကောင်းတဲ့သူမဟုတ်ဘူးနော်လောတာကောင်းပါတယ်လောတာကောင်းပါတယ်သို့တော့ဘလောက်ပဲကောင်းတချို့သောသူတွေကိုကျမတို့တားခြင်းအဖြစ်ကျမတို့ရဲ့အသက်တာထဲမှာဘုရားသခင်လှုပ်စေခြင်းနဲ့အလုပ်တွေကိုပြည့်စုံမလုပ်နိုင်တော့ဘူးအာမင်အားထုတ်တဲ့ຢာတွေကိုကျမတို့အားထုတ်တော့မှာမဟုတ်ဘူးဘာကြောင့်လဲလူတချို့ရှိနေလို့သို့တော့ဒီနေရာမှာထွက်သွားခွင့်ပြုလိုက်တဲ့အခါမှာအာဗြဟံဘက်ကလည်းလောတာကိုနာကျင်ဖြစ်အောင်မလုပ်လိုက်အဖြစ်ကိုတေချာလေ့လာလိုက်တဲ့အခါလောတာကလည်းဟာဒီဖိုးကြီးကွာနော်ဒီဦးလေးကွာနော်ဒါလူငယ်စကားနဲ့နော်တော့ကြနေအဲ့တော့သူကနော်ငါ့ကိုအခုထွက်သွားခိုင်းနေဆိုတော့ဘာပဲပြောသူနဲ့ငါနဲ့လုံးဝဆက်သွယ်စရာအကြောင်းမရှိတော့ဘူးဆိုတဲ့စိတ်နှလုံးနဲ့ဒီဆက်ဆံရေးကိုမဖျက်ဆီးလိုက်ဘူးအကယ်၍အဲ့ဒီနေရာမှာဆက်ဆံရေးသာဖျက်ဆီးလိုက်မယ်ဆိုရင်အနာဂတ်မှာစိုးရင်စရာအကြောင်းရှိတယ်ဘာကြောင့်လဲဆိုတော့လောတာကတောတော်မြို့ကိုရွေးလိုက်တဲ့အတွက်ကြောင့်မလို့တနေ့ကျတော့မင်းကြီး9ပါးစစ်ပွဲဖြစ်တယ်လောတာနေတဲ့မြို့ကတောတော်မြို့မင်းကြီးဒီဘက်ကတောတော်မြို့ဘက်ကမင်းကြီး9ပါးရယ်ဟိုဘက်ကမင်းကြီး4ပါးရယ်စစ်တိုက်တဲ့အခါမှာလောတာတို့ဘက်ကရှုံးတော့တခါတည်းလောတာကဖက်ယူခြင်းကိုခံရတယ်ဒါနဲ့အဲ့ဒီသတင်းကိုဘယ်သူကကြားလဲဆိုအာဗြဟံကကြားတယ်အာဗြဟံဘာလုပ်လဲချက်ချင်းပဲလောတာနောက်ကိုလိုက်ပြီးတော့မှမရအောင်ပြန်ပြီးတော့တိုက်ယူပေးခဲ့တယ်
ဒါကြောင့်မလို့တချို့သော relationship တွေကတရားတစ်ခုကိုမီးရှို့ပြီးတော့ငါပြန်ပြီးတော့လှည့်ကြမလို့တော့ဘူးဆိုတဲ့ပုံစံနဲ့မဖြတ်စည်းခဲ့ရအောင်အရေးကြီးငါဘယ်တော့မှဒီလိုမလို့အပ်တော့ဘူးဆိုရယ်နှလုံးသားနဲ့မျက်နှာထားမျိုးနဲ့အပြောအဆိုနဲ့အဲ့ဒီလူကိုပြစ်ပြစ်ခါခါမချန်ထားခဲ့ရအောင်ဘာကြောင့်လဲတနေ့တစ်ချိန်မှာအဲ့ဒီလူအားဖြင့်သင်ကောင်းကြီးပြန်ခံစားမယ်အလှည့်ကိုဘုရားပြင်ဆင်ထားတယ်ဘာကြောင့်လဲသင်အားဖြင့်သူကောင်းကြီးခံစားရတယ်လို့သူအားဖြင့်သင်ကောင်းကြီးပြန်ခံစားဖို့အတွက်ဘုရားသခင်ကပြင်ဆင်တာပဲအာမင်ဘေးနားမှာရှိတဲ့သူကိုပြောပါလောတောကိုထွက်သွားခွင့်ပြုပါဒါပေမဲ့ခါတီးခြင်းတော့မပြုလုပ်နဲ့အာမင်ဒါကြောင့်ခွင့်မလွတ်နိုင်တဲ့အရာတွေကျမတို့အထဲထဲမှာမရှိဖို့လိုတယ်။ဘာဖြစ်လို့ခွင့်မလွတ်ခြင်းဆိုတဲ့အရာကဘာနဲ့သွားတူလဲဆိုတော့နော်ဆရာစောလည်းအမြဲတမ်းပြောတယ်။တစ်ဖက်လူကိုသေပါစေဆိုတော့အစိတ်ပလင်းကိုတောက်တာကိုဖြစ်နေတာတဲ့။တစ်ဖက်လူကိုထောင်ကျပါစေလို့စဉ်းစားပြီးတော့ထောင်ထဲရောက်နေတာကိုဖြစ်နေတာတဲ့။တစ်ဖက်လူကိုဒုက္ခရောက်စေခြင်းပဲမဲ့တကယ်တမ်းဒုက္ခရောက်နေတာကိုနှလုံးသားနဲ့ကိုအတွေးခေါ်ဖြစ်နေတာတဲ့။တနည်းအားဖြင့်တစ်ဖက်လူကကိုအရာခတ်သိမ်းကိုကင်ချုပ်ပြီးတော့မှအနိုင်ရသွားတာပါတဲ့။ဒါကြောင့်ကျမတို့တယောက်ချင်းဆိုင်ရဲ့အတ္တတာထဲမှာလူတစ်စုံတစ်ယောက်နဲ့လမ်းခွဲရတော့မယ်ဆိုတဲ့အရာကြုံလာပြီဆိုရင်အဲ့ဒီလူကိုဘလောက်ချစ်အဲ့ဒီလူကိုဘလောက်ပဲတွေ့တာသဘောပေါက်ပါဖခင်သခင်ဟာသူ့အတွက်လည်းအကျိုးကိုပြင်ဆင်ထားသလိုကိုယ့်အတွက်လည်းအကျိုးကိုပြင်ဆင်ထားတယ်။ဘေးနားမှာရှေ့သူထပ်ပြောပါနှလုံးသားတော့ကျေဝန်းရမယ်။အာမင်။ဒါကြောင့်ပေါလုနဲ့ဗာနဗရဲ့အဖြစ်အပျက်ကိုကြည့်လိုက်တဲ့အခါမှာသူတို့နှစ်ယောက်ဘာဖြစ်ကြလဲမသိမမြတ်ဖြစ်တာအမှုတော်ဆောင်နေရင်းနဲ့ဒါပေမဲ့လည်းဖခင်သခင်ဘာလုပ်လိုက်လဲဆိုတော့ပေါလုအဖြစ်အမှုတော်ဆောင်လုပ်ငန်းကိုတိုးပွားစေသလိုဗာနဗအားဖြင့်လည်းဘုရားသခင်ကကြီးမားစွာအလုပ်လုပ်ခဲ့တယ်။တော်တော်သူတို့နှစ်ယောက်ကနော်သူတို့ရဲ့ relationship bridge ကိုမီးမရှို့ခဲ့တဲ့အတွက်ကြောင့်မလို့အချိန်တန်တော့ပြန်ပြီးတော့ပေါင်းပြီးတော့စကားပြောနိုင်ရတဲ့ခွင့်ကိုရရှိကြတယ်။ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာထဲမှာလူကောင်းတချို့ထွက်သွားတဲ့အခါမှာတခြားနားထောင်မှာနာကျင်အောင်သူ့ကိုပြုလုပ်မိခဲ့ဆိုပြန်တောင်းပန်ပါ။အာမင်။ငါတော့နေ့ကိုချစ်လိုက်ရနေငါအဲ့လိုလုပ်ရမဟုတ်ဘူးငါအဲ့တော့နေ့ကိုချစ်လွန်းလို့ဖြစ်သွားတယ်ဒါအဖြူရအောင်ဒေါသပါနော်အဲ့လိုပြောလို့အရင်တော့ X နဲ့ပြန်ချိတ်ဖို့ပြောနေတာမဟုတ်နော်ကိုယ့်ကို revelation တွေရပြီကိုယ့်ကိုစမ်းစာအောင်အနက်ဖွင့်သွားမှာဆိုလို့ okay နောက်ထပ်လူတစ်မျိုးကဘာလဲဆိုပြဿနာကိုယူဆောင်လာသူပြဿနာကိုသာယူလာတာတောင်းကြီးမင်္ဂလာမယူလာဘာယူလာတာပြဿနာကိုသာယူလာသူရောက်လာပြီဆိုတာနဲ့အကုန်လုံးကလှုပ်ရှက်ဖြစ်သွားပြီးတော့မှစိတ်မချမ်းမြေ့စရာအကြောင်းဖြစ်စေတဲ့သူရှိတယ်အဲ့တော့ကျမ်းစာထဲမှာကြည့်လိုက်တဲ့အခါမှာတနေ့ကျတော့ဘုရားသခင်ကယောနာကိုဘယ်သွားခိုင်းလဲဆိုတော့နိနေဝေမြို့ကိုသွားပြီးတော့တရားဟောပါတဲ့အဲ့မှာရှိတဲ့လူတွေကိုငါဖျက်ဆီးတော့မယ်အရန်ဒုစရိုက်ကိုပြုတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ငါကဖြောင့်မတ်တဲ့ဘုရားဖြစ်တဲ့အခါမှာတီးခံပေမဲ့ဒီအချိန်မှာတော့အပုပ်နံထွက်လာပြီဖြစ်လို့ငါဖျက်ဆီးရတော့မယ်တဲ့ဒါနဲ့အဲ့ဒီအချိန်မှာယောနာကနိနေဝေမြို့ကိုမသွားဘူးတာရှုမြို့ကိုသွားတယ်ဘာကြောင့်လဲဆိုတော့အဲ့လူတွေကိုခွင့်မလွတ်နိုင်ဟာဒီနေ့နေဝေမျိုးကလူတွေကငါတို့လူမျိုးကိုတတ်ခဲ့တာငါတို့တွေကိုအနိုင်ကျင့်ခဲ့တာကြုံပြုခဲ့တဲ့သူတွေဖြစ်တယ်ဒါကြောင့်မလို့ငါဧဝံဂေလိတရားကိုဖခင်ရဲ့စကားကိုမပြောချင်ဘူးဆိုတဲ့နှလုံးသားနဲ့ထွက်ပြေးတာဘယ်ကိုပြေးလဲတာရှုမြို့ကိုပြေးတယ်ဒါနဲ့ပြေးဖို့အတွက်ပြင်ဆင်တဲ့အခါမှာတင်ဘောတဲကိုသူဝင်တယ်တင်ဘောဝမ်းပိုက်ထဲမှာသူအိတ်နေတယ်အဲ့တော့ဖခင်ရဲ့ခေါ်ခြင်းနောက်ကိုမလိုက်ဘဲနဲ့ခေါ်ခြင်းထဲကထွက်တဲ့သူရဲ့နောက်ကိုဘာလိုက်လဲဆိုတော့ပြဿနာလိုက်တယ်ရနာထောင်တော့ဖခင်ရဲ့ဥဆောင်ခြင်းနောက်ကိုမလိုက်ဘူးဖခင်သခင်ထားတဲ့နေရာမှာမနေချင်ဘူးဖခင်သခင်လောက်ခိုင်းတဲ့အလုပ်ကိုမလုပ်ချင်တဲ့သူတယောက်ရဲ့အတ္တတာထဲမှာဒီလောကနဲ့ဆိုင်တဲ့ပြဿနာအလုံးကသူ့နောက်ကိုလိုက်တယ်ဒါကြောင့်ဖခင်နောက်ကိုလိုက်ရင်ပြဿနာကကျမတို့ကိုလွန်သွားလိမ့်မယ်သို့တော့ဒီလောကနောက်ကိုလိုက်ပြီဆိုရင်ကိုယ့်ရဲ့အလိုဆန္ဒနောက်ကိုလိုက်ပြီဆိုရင်တော့ပြဿနာလို့ခေါ်တဲ့မုန်တိုင်းကကျမတို့နောက်ကိုလိုက်လိမ့်မယ်ရေးကြည့်ပါတယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ယောနာကအဲ့ဒီတင်မောထဲမှာမုန်တိုင်းလာတဲ့အခါမှာသူကဒီလောက်လူးလွတ်နေတာအိတ်နေတယ်တဲ့သူသဘောပေါက်တယ်လေသူနားမထောင်လို့ကျန်တဲ့သူတွေပါခံနေရတယ်ဆိုတဲ့အရာကိုသူသဘောပေါက်တယ်တင်မောသားတွေကအယမ်းကြောက်ကြတယ်သူတို့ဖျားကိုသူတို့ခေါ်ကြတယ်ဘယ်ဖျားမှသူတို့ကိုမထူးကြဘယ်ဖျားမှသူတို့ရဲ့အတန်ကိုနားမထောင်ကြနောက်ဆုံးကြတော့ဟာလိုက်ရှာပါအောင်ဘသူရဲ့ဖျားကိုပုံစွမ်းတယ်လေပေါ့ဒါနဲ့တင်မောဝမ်းပိုက်ထဲမှာယောနာကိုတွေ့တဲ့အခါမှာဟာဒီပုဂ္ဂိုလ်ကအိတ်နေတယ်ဘလို့ဖြစ်တာတော့ဒါနဲ့ယောနာကပြောတယ်ဟုတ်တယ်ငါကြောင့်မင်းတို့မုန်တိုင်းကိုကြုံရတာဖြစ်တယ်ဒါကြောင့်ငါ့ကိုတင်မောထဲကနေအပြင်ကိုပစ်ချလိုက်ပါတဲ့ဘာလို့ခိုင်းတာလဲပစ်ချလိုက်ပါမုန်တိုင်းငြိမ်သွားလိမ့်မယ်ကဲကျမ်းစာအုပ်တစ်ချက်လောက်ဖတ်စေခြင်းနဲ့ယောနာအခန်းကြီး1အခန်းငယ်12ကနေ15အတူတူကဖတ်ပေးပါအောင်ငါ့ကိုချီ၍ပင်လယ်ထဲသို့ချပစ်လော့တို့ပြုလင်လိုင်းတဘိုးသည်
တင်တို့၌ငြိမ့်လိမ့်မည်ဤပြင်းစွာသောမိုးတက်မုန်တိုင်းသည်ငါကြောင့်သာတင်တို့အပေါ်သို့ရောက်သည်ကိုငါသိဟုပြန်ပြောတော်လဲဖတ်ပါဦးတင်မောသားတို့သည်ကမ်းသို့ရောက်အံ့သောငါပင်ပန်းစွာတက်ခတ်ကြ၏တို့ရာတွင်သူတို့တစ်ဖက်၌လှိုင်းတဘိုးတိုး၍ထသောကြောင့်သူတို့သည်မတက်နိုင်သောအခါအိုးထာဝရဘုရားအကျွန်ုပ်တို့သည်တောင်းပန်ပါ၏ဤသူ၏အသက်ကြောင့်အကျွန်ုပ်တို့သည်အကျိုးနည်းမဖြစ်ပါစေနှင့်အပြစ်မရှိသောသူ၏အသက်တတ်သောအပြစ်ကိုအကျွန်ုပ်တို့၌တင်တော်မမူပါနှင့်အိုးထာဝရဘုရားကိုတော်သည်အလိုရှိတော်မူသည့်အတိုင်းပြုတော်မူ၏ဟုထာဝရဘုရားအားကြွေးကြော်တောင်းပန်ပြီးမှယောနာကိုချီ၍ပင်လယ်ထဲသို့ချပစ်ကြ၏ထိုအခါပင်လယ်လှိုင်းတဘိုးသည်ငြိမ့်လေ၏ဒါကြောင့်မလို့ကိုယ့်ရဲ့အသက်တာထဲမှာပြဿနာနဲ့ဒုက္ခဆင်းရဲနဲ့နော်တွေ့ကြုံစေဖို့အတွက်ယူလာတဲ့သူတချို့အဲ့ဒီမုံတိုင်းတွေကိုယူလာတဲ့သူတချို့ကြောင့်တခါတည်းကျမတို့ကသူတို့ကိုဝိုင်းကူညီနေကိုပါမုံတိုင်းနဲ့ရောက်သွားတယ်ဆိုတဲ့အရာတွေရှိတယ်ဥပမာတစ်ခုပြောပြမယ်နားလဲအောင်တစ်ဖက်ကသူကဘုရားသခင်စကားပြောထားတယ်လေကျမတို့အားလုံးသင်ထားပေးတယ်မလားကြုံမခံနဲ့နော်ငါကမင်းတို့ကိုလွတ်မြောက်စေသောဘုရားရှင်ဖြစ်တယ်ဒါကြောင့်မလို့အကျွေးမယူနဲ့အကျွေးယူခြင်းဟာမင်းဟာသူတစ်ပါးရဲ့ကြုံခံလိုက်ခြင်းဖြစ်တယ်စံစာတိလာတိတယ်ဒါပေမဲ့ပတ်စံလိုလာတဲ့ခါမှာအလုပ်ထွက်မလုပ်ချင်ဘူးအဲ့တော့အလွယ်လေးဖြစ်သွားအောင်ဘေးနာသူကိုချီးလိုက်တယ်ငါအလုပ်လုပ်တဲ့ခါမင်းကိုငါပြန်ပေးမယ်ဒါနဲ့အလုပ်မလုပ်ဘဲနဲ့အကျွေးကတင်လာအောင်အတိုးကတက်လာအောင်အဲ့ဒီအချိန်မှာဘာလုပ်လဲဆိုဘေးနာမှာရှိရဆရာဟန်ရီကိုသွားပြီးတော့တောင်းပန်တယ်ဆရာရဲ့ကျမအရန်ပေါ့နော်အခုအချိန်မှာပတ်စံမရှိဘူးဒါကြောင့်မလို့ကျမအရန်ဒုက္ခရောက်နေတယ်ဆရာအိမ်မှာကျမလာနေပြရစီဘာညာပေါ့နော်မရဘူးတဲ့ကြည့်အောင်ချစ်ဆရာအရန်ကောင်းတာဒါနဲ့ရတယ်ပဲထောင်းဒါနဲ့ဆရာဟန်ရီအိမ်မှာသူကရောက်လာပြီးတော့မှဖြစ်ချင်တော့အကျွေးရှင်တွေကနော်သူ့ကိုလိုက်ရှာနေနေဆရာဟန်ရီအိမ်မှာတွေ့တော့တခါတည်းဆရာဟန်ရီအိမ်ကိုတခါတည်းဒုံတိုင်းထုပြီးတော့မှတခါတည်းတင်မောဆေးတွေနဲ့လောင်းချလိုက်တယ်ဆိုပါစို့သူကမုံတိုင်းမိနေတာဒါနဲ့အဲ့ချိန်မှာဆရာဟန်ရီကဘာမှပြမပြောပြတတ်တော့အခါမှာသူ့ရဲ့အိမ်မှာမရှိမဲ့သူများလှူထားတဲ့စာအိတ်ထဲကပတ်စံတွေအားလုံးကိုထုတ်ပြီးတော့သူ့ရဲ့နော်တစ်ဖက်ကအကျွေးနဲ့အတိုးကိုတခါတည်းရှင်းဖို့ရန်အတွက်သူပြင်ဆင်နေဆိုအဲ့ဒါကဘာလဲယောနာလိုလူမျိုးသူ့ရဲ့အိမ်ထဲကိုရောက်လာလို့မုံတိုင်းမိသွားတာဟုတ်လားတချို့သောသူတွေနော်ဇနီးမောင်နဲ့နှစ်ယောက်တစ္ဆာရှိစွာပေါင်းရမယ်ဆိုတဲ့စကားတွေသိလားကျမ်းစာကသင်ပေးလားသင်ပေးတယ်တလင်တမယားနဲ့ဆိုင်တဲ့ယောက်ကိုသင်ပေးလားသင်ပေးတယ်ဟယ်လိုတစ်ဖက်ကမသိမချင်းဒီပဋိညာဉ်ဟာတည်နေတယ်ဆိုတဲ့အရာကိုသိလားသိတယ်တရားဟောချက်တဲ့အခါကကြားလားကြားရတယ်ဒါပေမဲ့ခင်မွန်းတဲ့တင်မောထွက်သွားတိုက်ဆိုင်ခွင့်လို့တင်မောသားတွေအားလုံးပြောနေတာမဟုတ်ဘူးနော်ဥပမာတစ်ခုကိုယူလိုက်တာတိုက်ဆိုင်ခွင့်လွတ်ပါအဲ့တော့ဒီနေရာမှာဒါနဲ့ဟာဘာပဲပြောအနားမှာရှိနေတော့ကိုအရန်ကိုနော်တခါတည်းဟာအမနေကောင်းလားအမပူချောလာတယ်နော်ဒါနဲ့စိတ်ခုံရောရင်ခုံတာမဟုတ်စိတ်ကခုံရောအဲ့ဒီအချိန်မှာဘာဖြစ်သွားလဲအတူတူဒင်နာတော့စရအောင်ဒင်နာလေးပဲဒင်နာလေးတစ်ခါပဲစားလိုက်တာဘာဖြစ်သွားလဲအိမ်အောင်ကွဲသွားအောင်အဲ့ဒီချိန်ကျတော့တခါတည်းငါ့ကိုတနာပါအောင်ဆိုဆရာမမေရီစီကိုသွားတယ်ဆိုပါစို့နော်အရှိရလူတွေအကုန်သွားပြီနော်အဲ့ဒါနဲ့ဆရာမမေရီအိမ်မှာကျမကိုနေခွင့်ပြုပါကျမယောက်ျားကျမကိုနှင်ချလိုက်ပြီဘာညာပေါ့ဟိုဘက်ယောက်ျားလည်းကျမကိုမယူဘူးဒါနဲ့အဲ့အချိန်မှာသွားတဲ့အခါမှာဆရာမမေရီကနေပြီးတော့တနာလို့လက်ခံထားလိုက်တယ်ဒါနဲ့အချိန်တန်တဲ့အခါကျတော့ဟိုတယောက်ကနေပြီးတော့ပြန်ရောက်လာပြီးတော့ဘာမှလဲငါမချေနဲ့သေးဘူးဒီအမျိုးသမီးကိုငါကနော်ပြန်ပြီးတော့ဂလက်စားချေချင်တယ်ဆိုဆရာမမေရီအိမ်ရောက်လာရင်ဆရာမမေရီလည်းဘာတိုးပြီလဲအိမ်တော်ကြီးနဲ့ဆိုင်တဲ့မုံတိုင်းကိုသူကြုံရပြီပေါ့ဒါကြောင့်တချို့သောအချိန်မှာလူတချို့ကိုယ့်ဘဝတွေကိုလက်မခံရအောင်ကိုကယုံကြည်ပြီးတော့မှဆိုပါစို့သူ့ကိုရဲ့အတွင်းဆုံးသောစကားတွေကိုပြောလိုက်တယ်ဆိုပါစို့တနေ့တစ်ချိန်မှာနောက်ကျောကနေဓာတ်ထိုးတာမဟုတ်ရှေ့တစ်ကနေဓာတ်ထိုးလိမ့်မယ် Come on အဲ့ဒါဉာဏ်ပညာပဲဒါကြောင့်ဒီလိုပြောလိုက်တဲ့အခါမှာဆရာမရဲ့သူ့ကိုလုံးဝမကိုချင်းမစားရတာလားမဟုတ်ဘူးသူ့ရဲ့နီလန်းရှိတယ်ဖခင်ရဲ့နီလန်းတိုင်းမသွားရင်ကျမတို့ဒုက္ခတွေ့စရာအကြောင်းရှိတယ်နောက်ဆုံးကြတော့အခုဒီလူတွေဘာဖြစ်လဲယောနာကိုနှမျောလို့ရလားတနာလို့ရလားသူတို့တနာနေသေးတယ်စူးစမ်းပြီးတော့မှတခါတည်းသူတို့ဒီသင်္ဘောရဲ့တက်မကိုထိန်းနေသေးတယ်တဲ့ဒါပေမဲ့သူတို့မနိုင်တဲ့အခါမှာအပြစ်မရှိတဲ့သူရဲ့အသက်ကိုတတ်မိမှဆိုလို့ကျွန်တော်တို့ကိုခွင့်လွှတ်ပါဆိုပြီးတော့သင်္ဘောပေါ်နေဘာလုပ်လိုက်ရတယ်ပြစ်ချလိုက်ရတယ်သင်္ဘောပေါ်ကနေထွက်ခွာခွင့်ပြုလိုက်ရတယ်ဆိုလိုတဲ့အရာကသင်္ဘောထဲမှာတချို့သောသူကိုထွက်ခွာခွင့်ပြုရမှာမဆွဲထားနဲ့ဘာကြောင့်ထိကျမတို့ကနှုတ်ကပတ်တော်ကိုကြားနေတဲ့အခါမှာညံမဲ့နေဦးမှာလဲအာမင်ဘေးနားမှာရှိတဲ့သူကိုပြောပြဿနာတွေယူလာတဲ့သူကိုဆွဲမထားနဲ့လို့ဒါပေမဲ့ဖခင်เจ้าမှာ
လူတယောက်ကပြဿနာတစ်ခုလောက်တဲတဲလာကြတယ်နော်ဟုတ်လားတရုတ်ဆရာဆရာမတွေကလည်းတယောက်ကိုတစ်ခုဆို1000ဆိုရင်1000ပေါ့နော်အဲ့တော့ကျမတို့တွေကဒီမှာရှိတဲ့သူတွေကိုလှုပ်ပေးတဲ့အခါမှာကိုညီတဲ့အခါမှာကိုအိမ်ထဲကိုလာဆိုတော့ကိုအိတ်ကက်ထဲရဟာကိုအကုန်ယူဆိုပြီးတော့ပေးလို့မရပြန်ဘူးဟုတ်လားဘာလို့ဆိုကိုမှလည်းကြည့်ရှုစရာကျွေးမွေးစရာမိသားစုဆိုတာရှိသေးတယ်လေအဲ့တော့ကျမတို့ကဘာလုပ်ရလဲဆူတောင်းနိုင်တဲ့အရာကိုဆူတောင်းပေးတဲ့အခါမှာလည်းအချိုးကြလေးပေးရသေးတယ်အဲ့တော့ကျမတို့အနေနဲ့ဖခင်ရဲ့ဉာဏ်ပညာဖခင်ရဲ့ခွန်အားကိုတောင်းခံပြီးတော့ရှေ့ဆက်ရတဲ့အရာတွေအများကြီးရှိတယ်မဟုတ်လို့သာဆိုရင်အတင်းတော်တစ်ခုလုံးအိမ်ကိုလာပြီးတော့မှအိမ်မှာနေကြကျမတော့မဟုတ်ဘူးဒါဆိုကျမနားလေစီခြင်းတယ်တချို့သောသူတွေကိုကျမတို့အသက်တာတွေကခွင့်ပြုလိုက်ရမယ်ဘာခွင့်ပြုရမလဲထွက်သွားဖို့ခွင့်ပြုလိုက်ရမယ်ထွက်ခွာဖို့ခွင့်ပြုလိုက်ရမယ်အဲ့ဒါမှပဲတင်းသက်တာထဲမှာရှိရင်မုန်တိုင်းအားလုံးမဖြစ်မလဲငြိမ့်မယ်အခုကြုံရတဲ့မုန်တိုင်းကဘယ်သူကြောင့်လဲယောနာကြောင့်အာမင်ဒါကြောင့်တုတ်တန်73:20မှာဒီလိုပြောထားတယ်ကျွန်မနဲ့အတူတူဖတ်ပေးပါအောင်လူမိုက်တို့နဲ့ပေါင်းဖော်တော်သူမူကားပျက်စီးတတ်၏အဲ့တော့ပျက်စီးခြင်းရင်ဘယ်သူနဲ့ပေါင်း Okay very good ကဲနံပါတ်3နောက်တစ်ယောက်ရဲ့စိတ်ဝိညာဉ်ကသစ္စာဖောက်တတ်တဲ့စိတ်ဝိညာဉ်ဖြစ်တယ်ရေးကြည့်ရနော်အဲ့တော့တမန်ကျမ်းစာထဲမှာကြည့်လိုက်တဲ့အခါမှာအဆိုးဆုံးသောသစ္စာဖောက်မှုကဘယ်သူရဲ့သစ္စာဖောက်မှုလဲဆိုတော့သခင်ယေရှုကိုရောင်းစားတဲ့ယူဒရှကာယုတ်ရဲ့သစ္စာဖောက်မှုဖြစ်တယ်ယူဒရှကာယုတ်ရဲ့စိတ်ဝိညာဉ်ရှိတယ်တချို့သောသူတွေကအဲ့လိုစိတ်ဝိညာဉ်နဲ့ကိုယ်အနားမှာရောက်နေတာတခြားနားထောင်မှာယူဒရှကာယုတ်ဟာသခင်ယေရှုခရစ်တော်ရဲ့အနီးဆုံးမှာရှိနေတဲ့တပည့်တော်12ယောက်ထဲကတစ်ယောက်ဖြစ်တယ်ပြီးရင်ယူဒရှကာယုတ်ကသခင်ယေရှုခရစ်တော်ရဲ့အသက်နဲ့မတိမ်မယိမ်းရှိတယ်လို့ Bible Scholar တော်တော်များများကပြောတယ်ဆိုလိုတဲ့အရာကတနည်းအားဖြင့်ယူဒရှကာယုတ်ကသခင်ယေရှုခရစ်တော်ကိုအခြားသောတပည့်တော်တွေလိုမျိုးနော်သခင်နေရာမှာမထားဘူးလို့ပြောနေခြင်းဖြစ်တယ်။ဒါကြောင့်ယူဒရှကာယုတ်ရဲ့ဗဇက်ထဲကနေအမြဲတမ်းပြောလာတဲ့အရာကယေရှုကို teacher လို့ပဲခေါ်တာ။ teacher လို့ခေါ်တဲ့သူတွေသတိထား။ယေရှုဘယ်လိုပဲခေါ်တာ teacher လို့ပဲခေါ်တာ။ဆရာအစင်းလောက်ပဲသတ်မှတ်တာ။သူ့ရဲ့သခင်သူကိုယ်တိုင်ကိုးစားပြီးတော့သူကိုယ်တိုင်အစေခံရမယ်အလုပ်ကျွေးပြုရမယ်သူတရားလို့သူသဘောမထားဘူး။အဲ့တော့စဉ်းစားစရာတောင်းတဲ့ຢာတစ်ခုကကိုယ့်ရဲ့အနီးအနားမှာရှိနေလို့ကိုယ့်ပေါ်မှာသစ္စာရှိမယ်မထင်နဲ့ကိုယ့်ရဲ့အနီးအနားမှာရှိပေမဲ့ကိုယ့်ရဲ့ကြွယ်ရာမှာကိုယ့်ကိုတိတ်တဆိတ်ရံဘက်ပြုတ်နေတဲ့သူတချို့ရှိတယ်ဘုရားဉာဏ်ပညာပေးပါစေကိုယ့်ရဲ့အနီးအနားမှာရှိနေပေမဲ့ကိုယ့်ကိုအမြဲတမ်းဆုံးရှုံးစေဖို့ရန်အတွက်ကြံစီနေတဲ့သူတချို့ရှိတယ်ဒါဆိုသူတို့ကဘာဖြစ်လို့ကိုယ့်ရဲ့အနီးနားကိုရောက်လာတယ်လဲဆိုတော့ကိုယ်စီကအကျိုးအမြတ်တစ်ခုခုကိုရဖို့ရန်အတွက်ရောက်ရှိလာတာဖြစ်တယ်။သူတို့ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တကယ်ကိုမိတ်ဆွေစစ်မိတ်ဆွေမှန်လို့ထင်ရပေမဲ့ဘာလို့လဲဆိုတော့ तू ကအချိန်တိုင်းရှိနေတာမိုးလင်းမိုးချုပ်အခက်အခဲပြဿနာရှိတဲ့အချိန်ပဲဖြစ်ဖြစ်အခက်အခဲပြဿနာမရှိတဲ့အချိန်ပဲဖြစ်ဖြစ်အမြဲတမ်းရှိနေတာ။သို့တော်လဲ तू ကြံစီနေတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ်မှာရှိနေတဲ့အရာတွေအားလုံးကိုဆုံးရှုံးသွားစေဖို့ရန်အတွက်ကြံစီနေတဲ့အရာဖြစ်တယ်။ဒါသင်ရဲ့တတ်တာတွေမှာအဲ့လိုတငယ်ချင်းတွေနဲ့အပေါင်းအသင်းတွေနဲ့မပေါင်းသင်းဖို့အတွက်အရေးကြီးတယ်အာမင်အဲ့တော့တမန်ကျမ်းစာကိုကြည့်လိုက်တဲ့အခါမှာမဿဲခန်းကြီး26အခန်းငယ်23ဒါလေးကိုတူကဖတ်ရအောင်ကြည်ကြဲလေးဖတ်ပေးပါ1 2 3ကိုရောကလည်းငါနဲ့အတူပကံတွင်လက်၌တော်သူသည်ငါကိုအနှံလိမ့်မည်โอเคအဲ့တော့သခင်ယေရှုခရစ်တော်ဘုရားကမကြခင်ကားတိုင်းပေါ်ကိုတက်ရတော့မယ်ဆိုတဲ့အရာကို तू သိတယ်ဒီຢာကသူ့ရဲ့နောက်ဆုံးညစာစားပွဲဖြစ်တယ်။အဲ့ဒီညစာစားပွဲအတွက်တပည့်တော်တွေကိုပြင်ခိုင်းလိုက်တယ်။ငါဆရာကညစာစားပွဲအတွက်လာမယ်လို့ပြောတဲ့အခါမှာဟိုလူတွေကလည်းပြင်တာပေါ့။ဒါဆိုဒီညစာစားပွဲကဘု து အတွက်ပြင်ဆင်တာလဲယေရှုအတွက်ပြင်ဆင်တာ။ဒါဆိုဇပွဲမှာရှိနေတဲ့စားကြအားလုံးကဘု து ရဲ့စားကြလဲယေရှုရဲ့စားကြဖြစ်တယ်ဟုတ်ပါသလား။ဒါနဲ့အဲ့ဒီလိုမျိုးယေရှုခရစ်တော်နဲ့အတူတူညစာစားပွဲမှာလုပ်နေတဲ့အခါမှာယူဒရှကာယုတ်ကယေရှုနှိုက်တဲ့ခွက်ကိုလူပြီးနှိုက်တာလက်ဆောင်သွားတာမဟုတ်ဘူးနော်ကျမ်းစာကရေးထားတဲ့ကောင်လက်ဆောင်သွားတာမဟုတ်ဘူးယေရှုခရစ်တော်နှိုက်နေတဲ့ပကံကိုလူပြီးနှိုက်တယ်ဆိုတဲ့အရာကိုပုံဆောင်နေတာဖြစ်တယ်ဆိုလိုတဲ့အရာကယေရှုခရစ်တော်နဲ့ပခုံးချင်းရှင်ရတဲ့သူခေါင်းဆောင်ကိုခေါင်းဆောင်နေမှာမထားဘူးရိုသေခြင်းမရှိဘူးလေးစားခြင်းမရှိဘူးခေါင်းဆောင်တင်ပေးနေတဲ့အရာကိုတော့တခါတည်းနာခံခြင်းနဲ့စိတ်မရှိဘူးအမြဲတမ်းတွန်းလှန်ပုံကန်ပြီးတော့မှစော်ကားဖို့ရန်အတွက်စောင့်နေတဲ့သူတချို့ရှိတယ်အဲ့ဒါကယူဒရှကာယုတ်လိုစိတ်နှလုံးရှိတဲ့သူတွေပါအဲ့ထဲမှာဒီမှာရှိတဲ့သူတွေမပါဘူးအာမင်ဟာလေလုယာအဲ့ဒီစိတ်ဝိညာဉ်ကကျမတို့ထဲထဲမှာမရှိဘူးအဲ့တော့အဲ့ဒီအချိန်မှာယေရှုခရစ်တော်ကဘာပြောလဲဆိုတော့ငါ့ကိုအံ့နမိတ်သူရှိတယ်တပည့်တော်တွေ12ယောက်လုံးပြောတာဒါနဲ့ကျန်တဲ့သူတွေ17ယောက်လုံးကဘာဖြစ်ကြလဲဆိုတော့မျက်နှာညှိုးငယ်နေတယ်တဲ့ဒါပေမဲ့ဟိုတယောက်တ
သစ္စာဖောက်မဲ့တယောက်ကမျက်နှာပြောင်တိုက်ပြီးယေရှုကိုမေးတယ်သစ္စာဖောက်မဲ့သူကကျွန်တော်လားတဲ့ယေရှုကလည်းပြန်ပြောတယ်အေးမင်းပဲတဲ့သူသိတယ်တပည့်တော်တွေအားလုံးကဝမ်းနေနေတဲ့အချိန်မှာသူကမျက်နှာပြောင်တိုက်ပြီးမေးရတာဘလောက်တောင်မှယူဒရှကာရဲ့စိတ်နှလုံးကဆင်းလဲတယ်လေကောက်ချစ်တယ်လေအပြင်မှာတော့ကိုညီပေးတယ်လို့နဲ့အပြင်မှာတော့အနားမှာရှိပေးတယ်လို့နဲ့တကယ်အတွင်းထဲမှာကျတော့ဘယ်အချိန်မှာသူ့ကိုတော့ကြောက်တွင်းထဲချရမလဲဆိုတဲ့အရာကိုစောင့်ကြည့်တတ်တဲ့သူတစ်မျိုးရှိတယ်အဲ့လိုလူနဲ့တင်နေဝေးပါစေတမိသားစုနဲ့ဝေးပါစေအရှိအနောက်ချိတ်ဆက်လို့မရသလိုထိုသူတွေနဲ့တင်ဟာအရှိအနောက်ချိတ်ဆက်လို့မရအောင်ဝေးကွာပါစေဟာလေလုယာအဲ့ဒီချိန်မှာညစာလဲစားပြီးတော့ယူဒရှကာယုတ်ကဘာလုပ်လဲဆိုတော့ယေရှုခရစ်တော်ကိုအနံဖို့ရန်အတွက်ဘယ်ကိုသွားလဲဆိုတော့သူရောင်းတာအနံပြီးပြီဒါပေမဲ့ဒါရောင်းတဲ့အဆင့်မှာငွေတွေပါတယ်အကုန်လုံးယူမဲ့အဆင့်ရောက်သွားပြီယေဘရဟိအကြီးကဲတွေစီထွက်သွားတယ်ယေရှုခရစ်တော်ကကြတော့ဂေသရှင်မန်ဥယျာဉ်ထဲမှာမကြခင်ဖမ်းတော့မယ်ဆိုတော့သူသိတယ်ကြိုမြင်တော်ဘုရားကြိုသိတော်ဘုရားဂေသရှင်မန်ဥယျာဉ်ကိုသွားဖို့ရန်အတွက်တန်လွင်တောင်ပေါ်ကိုဘာလုပ်လဲတက်သွားတယ်အထဲထဲကနေသူ့ဘဝထဲကနေယူဒရှကာယုတ်ထွက်သွားလို့ယေရှုဝမ်းမနေကျမ်းစာထဲမှာဘလို့ပါလဲဆိုတော့ထိုးထားပြီနော်တချင်းဆိုရင်တန်လွင်တောင်တက်သွားတယ်သစ္စာဖောက်တဲ့သူတွေဝမ်းနေစရာမလိုသစ္စာဖောက်တဲ့သူတွေကိုသင်မြင်ပြီးဆိုဂျေဇုတော်ချီးမွမ်းပြီးတော့ဝမ်းမြောက်လိုက်ဘာကြောင့်လဲမဟုတ်ရင်သင်ဘဝတစ်ခုလုံးကိုဆုံးရှုံးစေဖို့အတွက်ဖျက်ဆီးမဲ့သူတယောက်နဲ့တနည်းအားဖြင့်မွေဘွေးကိုဘာဖြစ်လဲကပိုက်ပိုက်ပြီးတော့အိတ်နေတာနဲ့တူတယ်ဒါကြောင့်သစ္စာဖောက်မဲ့သူတွေအားလုံးသိရဲ့အသက်တာအထဲမှာထွက်သွားဖို့အတွက်ပြင်ဆင်တဲ့အခါမှာဘာလို့ရုံမဲ့လဲတခြင်းဆိုလိုက်ဂျေဇုတော်နှလုံးသားတွေကချီးမွမ်းပြီးချီးမွမ်းအောင် come on ဂျေဇုတော်နှလုံးသားတွေကချီးမွမ်းပြီးထပ်ဆိုပါဦးဂျေဇုတော်နှလုံးသားတွေကမတီးတတ်တော့အခွေထဲမှာပဲရတယ်အပြင်မရတော့ချစ်လို့စားတာမပြောထားလို့ကျူတင်မပြောထားလို့ဒါကြောင့်တချို့သောအချိန်မှာခံစားနေဖို့မဟုတ်ဘူးအဲ့ဒီ emotion လို့ခေါ်တဲ့ကျမတို့ရဲ့ခံစားချက်တွေကသစ္စာဖောက်တဲ့သူတွေအတွက်နာကျင်သွားဖို့မဟုတ်ကိုယ့် emotion ကိုထိန်းရမယ်ကိုယ့်ပေါ်မှာသစ္စာဖောက်လာတဲ့သူတွေအားလုံးအတွက်ကိုလို့ရမယ့်အရာတစ်ခုကဘုရားသခင်ကိုယေရှုတင်လိုက်ရုံပဲဘယ်နှမျိုးရှိပြီလဲကဲဆက်သွားရအောင်အဲ့တော့ဒီနေရာမှာနံပါတ်4လှည့်ပြားတဲ့သူတို့ချို့နဲ့တင်တွေးလိုက်မယ်သူတို့ကစကားပြောရင်လေပြလက်ဖို့လိုပဲချိုးတယ်ဒါပေမဲ့အဆုံးမှာဘင်္ဂရွက်ထက်ခါတယ်ဘင်္ဂရွက်ဆိုမသိမှာဆိုလို့နော်ပို့ပြီးတော့နားလေအောင်ကျင်းကားသီးထက်ခါတယ်နော်ဘင်္ဂရွက်ကကျင်းကားသီးတော့မဟုတ်ဘူးကျမတို့မြင်နေကြကျင်းကားသီးပဲအဲ့တော့အဲ့လိုလူတွေရဲ့အပြောဆိုလှည့်ပြားခြင်းကိုကျမတို့ကသဘောပေါက်နေဖို့ရန်အတွက်လည်းအရေးကြီးပါတယ်ကဲဒါဆိုရင်ဘာကြောင့်လဲဆိုတော့လှည့်ပြားတတ်တဲ့သူရဲ့စိတ်ဝိညာဉ်ဟာအယံအတ္တကြီးလို့ဖြစ်တယ်ဘာကြောင့်လှည့်ပြားလဲဆိုတော့သူ့ရဲ့နာမည်သူ့ရဲ့ဂုဏ်သတင်းကောင်းနေတယ်ဆိုတဲ့အရာကိုအမြဲတမ်းထင်ရှားစေဖို့အတွက်သူကလှည့်ပြားနေတာပြီးရင်ဒါမှမဟုတ်နော်လူတွေသူ့ကိုကြည့်လိုက်တဲ့အခါတိုင်းမှာအမြဲတမ်းသူတော်ကောင်းတစ်ယောက်လိုမြင်နေစေဖို့အတွက်လှည့်ပြားတာဖြစ်တယ်အဲ့လိုလူရဲ့နော်စိတ်ဝိညာဉ်ဟာကျမတို့ရဲ့ဝိညာဉ်ရေးရာကိုခန်းချောက်စေပြီးတော့မှဖခင်သခင်အတွက်တောက်လောင်ခြင်းဖခင်သခင်အတွက်နော်တကယ်ကိုပေးဆက်ခြင်းတဲ့အရာတွေအလုံးပြတ်တောက်ပြီးတော့မှဘာဖြစ်သွားစေလဲဆိုတော့ဖခင်သခင်နဲ့လမ်းခွဲသွားစေတဲ့အစဉ်ဒီဖြစ်စေတယ်အဲ့ဒါဘသူရဲ့စိတ်ဝိညာဉ်လဲဆိုတော့ဒေလီလာရဲ့စိတ်ဝိညာဉ်ဖြစ်တယ်တစ်ဖက်မှာလည်းအလားတန်စင်နာကယေဇဗေလရဲ့စိတ်ဝိညာဉ်နဲ့အလားတန်စင်တယ်တိုးတော့ဒေလီလာရဲ့စိတ်ဝိညာဉ်ကလူတစ်စုံတဦးလောက်အထိပဲသူကတက်ရောက်မှုရှိပေမဲ့ယေဇဗေလကျတော့ကြောက်စရာကောင်းတယ်သူကကျတော့တိုင်းနိုင်ငံတစ်ခုလုံးကိုသူကလွှမ်းခြုံနိုင်တဲ့လှည့်စားမှုဖြစ်တယ်တိုးတော့လှည့်စားမှုမှန်သမျှဟာကောင်းတဲ့အရာတစ်ခုမဟုတ်ဘူးလှည့်စားတတ်တဲ့စိတ်ဝိညာဉ်ဟာစာတန်စီကလာတာဖြစ်တယ်ဒါကြောင့်မလို့အေဒင်ဥယျာဉ်ထဲမှာစာတန်ကအေဝါစီကိုလာတဲ့အခါသူလုပ်တဲ့အရာကဘာလဲလှည့်စားတဲ့အရာဖြစ်တယ်ဒါကြောင့်မလို့ဖျားလူတိုင်းဟာဘသူလှည့်စားတယ်လဲဆိုတဲ့အရာကိုချက်ချင်းသိတယ်ဝိညာဉ်မိုင်းဆိုင်မှာကြီးပြင်းလာတဲ့သူတယောက်ဟာလှည့်စားတတ်တဲ့စိတ်ဝိညာဉ်ကိုမြင်တာနဲ့ချက်ချင်းသိတယ်တချို့သောသူတွေကကျမတို့ရဲ့အချိန်ကိုခိုးဖို့ရန်အတွက်လှည့်စားတယ်ကျ
ကျမတို့ပန်းတိုင်ကိုရောက်ဖို့ရတဲ့မရောက်အောင်ကျမတို့ကိုလှည့်စားတဲ့သူတွေရှိတယ်အဲ့ဒါကိုသတိထားမယ်ဆိုပါစို့ကျမတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအောင်မြင်နေတဲ့ຢာကိုမြင်လဲမြင်ကောတစ်ဖက်ကလူကကြွယ်ဝတယ်လို့ချမ်းသာတယ်လို့ပုံစံနဲ့လာပြီးတော့မှ investment ပဲလုပ်တော့မလို့နဲ့ပြီးရင်သူစီကို investment ဖြစ်အောင်လုပ်ပြီးတော့မှလှည့်စားသွားတဲ့သူတစ်ဖွဲ့ရှိတယ်တချို့ကယောက်ျားမိန်းမရှိတယ်ဒါမှမဟုတ် relationship တစ်ခုရည်စားရှိတယ်ဒါပေမဲ့မရှိတဲ့ယောက်ျားဆောင်ပြီးတော့ကိုယ့်စီကိုရောက်လာပြီးတော့မှကိုယ့်ရဲ့နှလုံးသားကိုလှည့်စားသွားတဲ့သူတချို့ရှိတယ်ဟယ်လိုတချို့သောသူတွေကသခင်ယေရှုကိုယုံကြည်တယ်လို့နဲ့ကိုယ့်စီကိုရောက်လာပြီးတော့မှသခင်ယေရှုကတမန်တော်အစ်စ်ပဲပြောပြီးတော့ဘာသာရေးနဲ့ဆိုင်တဲ့လှည့်စားမှုတွေလည်းရှိပြန်တယ်ဟယ်လိုလှည့်စားတတ်တဲ့စိတ်ဝိညာဉ်ကဖျားစီကလာတာမဟုတ်ဘူးလူစီဖာစီကလာတာဖြစ်တယ်အဲ့ဒီစိတ်ဝိညာဉ်တင့်ထဲထဲမှာမရှိဖို့လိုအပ်တယ်အာမင်ဒါကြောင့်လို့ကျမ်းစာထဲမှာကြည့်တဲ့အခါမှာစာလံ52လေးထဲမှာအိုးလှည့်စားတတ်သောရှာတင်သည်ပျက်စီးသောစကားရှိသမျှတို့ကိုနှစ်သက်တတ်၏လှည့်စားတတ်တဲ့သူကကဘာပေါ်မှာပျက်စီးပါစေဆိုတဲ့စကားလုံးအားလုံးသူ့ရဲ့ထဲထဲမှာရှိတယ်တဲ့ကြောက်စရာကောင်းတယ်နော်ဒါကြောင့်မလို့ဒေလိလာအားဖြင့်ခွန်အားကြီးပါတယ်ဆိုတဲ့ရှန်ဆုံလဲပြိုလဲသွားတာပဲလူများစွာကိုအနိုင်ရခဲ့တဲ့ဖိတလိလူမျိုးတွေကိုအများကြီးအနိုင်ရခဲ့ပေမဲ့ဒေလိလာရဲ့အောက်မှာသပင်ပြက်ခဲ့တာပဲမဟုတ်ဘူးလားမျက်စိအဖောက်ခံခဲ့ရတာပဲမဟုတ်ဘူးလားဒါကြောင့်မို့ကျမတို့ဉာဏ်ပညာရှိဖို့နဲ့အရေးကြီးပါတယ်အမှန်တော့အဲ့ဒီနေရာမှာရှမ်းဆုံတာအသေးကွဲခံပြီးတော့ဖျားခေါ်တဲ့ပန်းတိုင်ကိုအရောက်ပြေးခဲ့မယ်ဆိုရင်သပင်ပြက်စရာအကြောင်းလည်းမရှိဘူးမျက်စိကန်းစရာအကြောင်းလည်းမရှိဘူးတချို့သောသူတွေနော်ကျမတို့ဘဝတွေကထွက်ဖွင့်တဲ့အသေးကွဲခံတက်ရမယ်လူငယ်တွေတဲကွဲလဲငါအတွက်ဖျားပဲမင်းမရှိလဲဖျားရှိတယ်ဒီလိုခံယူချက်ရှိနေဖို့နဲ့အရေးကြီးတယ်အာမင်တချို့သောကိုထားတဲ့ရည်စားတွေကဘုရားသခင်မနစ်သက်တဲ့သူဆိုတာသိရသားနဲ့ရည်ရွယ်ချက်ရှိထားတယ်ဆိုရင်မကြခင်မှာရှန်ဆုံလိုပဲမင်းပြတ်တော့မယ်ဘာကြောင့်လဲအဲ့ဒီလူတွေအားလုံးဟာတင့်ကိုတကယ်ချစ်လို့အနားမှာရောက်လာတာမဟုတ်တကယ်ချစ်လို့အနားမှာနေပေးတာမဟုတ်တကယ်ချစ်လုံးလို့မဟုတ်တင့်နာကခွာသွားမယ့်သူတွေဖြစ်တယ်အဲ့ဒါကိုသတိရစေချင်တယ်ကဲနံပါတ်5ဖတ်ပေးပါဦးဗာလဲခေါင်းစဉ်ကအတုံးချတော်သူကိုအတုံးချခြင်းခံဘူးလားဖခင်အတုံးပြူတာကိုပြောတာမဟုတ်ဘူးနော်အတုံးချခံလိုက်ရတဲ့အရာရှိဘူးလားကျမအချိန်ချင်းပဲအမှုတော်မြတ်ဆိုတဲ့စကားလုံးလေးကိုသုံးပြီးတော့ကျမအတုံးချသွားတာတွေအများကြီးပဲခံဘူးတယ်ဒါပေမဲ့အဲ့ဒီနာကျင်ခြင်းကိုကျမပြန်စဉ်းစားမနေတော့ဘာကြောင့်လဲကျမအနာဂတ်ကအတိတ်ထက်ပိုပြီးတော့ရှည်နေလို့အတိတ်ထဲမှာကျင်လည်ပြီးတော့မှကြေကွဲပြီးတော့မှစမြုပ်ပြန်နေရမယ့်အထဲထဲမှာကျမမပါဘူးစမြုပ်ပြန်တာနွားပဲစမြုပ်ပြန်တာဒါကြောင့်အတိတ်နဲ့ဆိုင်တဲ့အရာတွေမှာခံစားပြီးတော့စမြုပ်ပြန်နေတဲ့အရာကိုရက်တန်းကရက်ရအောင်အာမင်အဲ့တော့ကိုယ့်ကိုအတုံးပြုနော်အတုံးပြုတာမဟုတ်အတုံးချတဲ့သူတချို့ရှိတယ်ဘာနဲ့သွားတူလဲဆိုတော့ကျမတို့အားလုံးတားမိုက်သိလားတားမိုက်သိလားအဖြစ်ပြက်သိတယ်လို့ပဲမသိတယ်လို့ပဲကျမတို့မျက်လုံးပုတ်ခလက်နဲ့ကြည့်တဲ့သူတချို့ရှိတယ်ဟောလေရှင်လူကာထဲမှာလေမှတ်မိပြီလားပျောက်တော့အသားအမလီဂျေဇုတော်ပဲပြန်မှတ်မိလားပဲ come on စိတ်ဝိညာဉ်နဲ့အားလုံးတစ်ခါတည်းနော်ပြန်လာခဲ့ကြပျောက်တော့ပါလေပျောက်တော့သားအဖေရဲ့အမွေတွေကိုယူပြီးတော့မှတိုက်တစ်ပေါက်ကိုသွားတယ်မှတ်လားတစ်ခါတည်းတော့တငယ်ချင်းတွေနဲ့ပြစ်ဒီဇိုင်းနဲ့အဲ့ဒီပတ်စံတွေအကုန်လုံးကိုဖြုံးလိုက်တဲ့ကိစ္စမှတ်မိလားတော်ပါသေးရဲ့နော်တကြောင်လုံးကျန်းစာရတယ်အဲ့တော့ဒီနေရာမှာလိုသုံးလောက်တဲ့ကိုယ့်ကိုအတုံးချသွားတဲ့သူစားဘာနဲ့တူလဲဆိုတော့တားမိုက်ဘေးနားမှာရှိနေတဲ့တငယ်ချင်းတစုကိုပြောတာတားမိုက်ကသူ့ရဲ့လက်ထဲမှာပတ်စံတွေအများကြီးရှိနေတဲ့အချိန်မှာတနည်းအားဖြင့်ထင်ပေါ်နေတဲ့အချိန်မှာနာမည်ကြီးနေတဲ့အချိန်မှာကောင်းစားနေတဲ့အချိန်မှာသူ့အနာကိုအဲ့တငယ်ချင်းတွေကရောက်လာတာဒီမှာရှိတဲ့ညီကောင်မောင်မတွေကိုကျွန်မဒါလေးပြောပြမယ်တင်နာမည်ကြီးကောင်းစားချွေဝနေတဲ့အချိန်မှာရောက်လာတဲ့သူတို့တမာတိရှိနဲ့စကားပြောပြီးပေါင်းသင်းကြည့်ပါအဲ့ဒါကမိတ်ဆွေအစ်စ်မှမဟုတ်တော့ဘူးမဟုတ်ဘူးလို့မပြောဘူးနော်မဖြစ်တတ်ဘူးမဟုတ်တော့ဘူးမိတ်ဆွေအစ်စ်မှန်ဆိုတာကဘယ်အချိန်မှာပဲရှိလဲဆိုတော့ကိုဒုက္ခရောက်နေတဲ့အချိန်မှာကောင်းကောက်စရာတပြားမှမရှိတဲ့အချိန်မှာလူတွေရဲ့အရှိမညှိုညင်ခံရတဲ့အခါမှာအဆက်ကွဲတဲ့အချိန်မှာကိုအနာကိုရောက်လာပြီးတော့ကိုလက်ကိုကင်ပြီးတော့ကိုအတွက်မျက်ရည်ကျပြီးတော့ဆူတောင်းပေးတဲ့သူကမှ
ကိုကိုရက်တီပေးတဲ့သူကမှအဲ့ဒါမိတ်ဆွေစင်မိတ်ဆွေမှန်ဖြစ်တယ်ဒါကြောင့်ရှိတိုင်းလည်းမကြွားနဲ့နာမည်ကြီးတိုင်းလည်းမြောက်မနေနဲ့ကောင်းနေတယ်ဆိုပြီးတော့ကိုအထင်ကြီးနေမနေနဲ့အဲ့ဒီအချိန်မှာရောက်လာတဲ့သူဟာမိတ်ဆွေစင်မိတ်ဆွေမှန်ရှားတယ်ဟယ်လိုဘုရားသခင်ကိုဖွင့်ပြပါစေဒီຢာတွေကကျွန်တော်တို့သားသမီးတွေကိုပြန်လဲပြီးတော့တုံတင်ဆုံးမတဲ့အခါမှာသူတို့အနေနဲ့မကောင်းသောသူနဲ့ပေါင်းဖော်တဲ့အခြေအနေမဖြစ်တော့ဘူးပေါ့ဘာကြောင့်လဲမကောင်းသောသူနဲ့ပေါင်းဖော်ခြင်းအပြင်ကောင်းတဲ့အကျင့်ဓလေ့အကျင့်စရိုက်စိတ်တဲ့ရေးရအကုန်ယိုယွင်းသွားတယ်ဒါတမန်ကျမ်းစာကပြောတာဖြစ်တယ်ဒါကြောင့်ကိုကိုအတုံးချတဲ့သူတွေကိုရဲ့တက်တာထဲမှာရောက်လာတတ်တဲ့ပုံစံကဒီလိုတုတ်တန်19 4နဲ့6မှာဒီလိုပြောတယ်ဖတ်ပေးပါဦးစီးစိမ်ရှိလင်အဆွေခင်မောမြတ်တက်ဤစင်ရဲသောသူမူကားမိမိအိမ်ကြီးချင်းနဲ့မြမပေါင်းဖော်ရလက်ဆောင်ပေးသောသူကိုလည်းလူတိုင်းမိတ်ဆွေဖွဲ့တယ်စီးစိမ်ရှိလက်ဆောင်ပေးတယ်ဆိုရင်တော့ပြောတာပေါ့လက်ဆောင်မကြိုက်တဲ့သူရှိလားစီးစိမ်ကျော်ကချမ်းသာတဲ့သူနဲ့မိတ်ဆွေမဖွဲ့ချင်တဲ့သူရှိမလားမရှိဘူးနာမည်ကြီးတဲ့သူနဲ့စကားမပြောချင်တဲ့သူရှိမလားမရှိပါဘူးသို့တော့ဆင်းရဲတဲ့သူဆိုဘယ်သူမှမကြည့်ချင်ဘူးဟုတ်လားပညာမတတ်တဲ့သူဆိုဘယ်သူမှစကားမပြောချင်ဘူးဘာကြောင့်လဲပေါက်တက်ကြရတယ်ပြောနေတယ်ငါသူတို့နဲ့စကားမပြောနိုင်ဘူးဆိုတဲ့အတွေးခေါ်နဲ့အဲ့ဒီလူဘေးကခွာလာကြတာလေသို့တော့နားလဲစေချင်တယ်ဒီမှာရှိတဲ့ချိုးတဲ့တော်မိသားစုတချို့တချို့ဒါလေးကျွန်မပြောပြချင်တယ်ကိုချိုးတဲ့နေတယ်မဟုတ်လားကို့အနားမှာကို့ချစ်ချင်းမြတ်တာနဲ့ရောက်လာပြီအဲ့ဒါမိတ်ဆွေစစ်ပဲမလွတ်နဲ့ဖတ်တာ तू ဆဲလက်ခံ तू သွန်တင်လက်ခံ तू လမ်းပြလက်ခံ तू ကျမတို့ကိုအိုးဆောင်တဲ့အတိုင်းလိုက်ဖို့ရတဲ့ဖြစ်တယ်ဘယ်လိုပြောလို့မဆဲပါဘူးခရီးရနေနားလေပါစေအာမင်အဲ့ဖခင်ရဲ့တမန်တရားကသွန်သင်ပေးတဲ့ຢာဖြစ်တယ်ကဲနောက်ထပ်တစ်ယောက်ဒါကဖိနှိပ်ချုပ်ချယ်တဲ့သူဖြစ်တယ်ဗာလဲဘလို့လူလဲစပြီးတော့ကျမကိုနော်ကျမကိုတန်းပြလာပြီတချို့ကလည်းတကယ်စိတ်ဝင်စားပါတယ်အိမ်မှာနည်းနည်းဟင်းကောင်းခဲ့တယ်နဲ့တူတယ်နော်ငါတလောက်တို့ဟလာဟိုဘက်ခြံကလည်းအရင်ဟင်းချက်ကောင်းတာနော်ဟိုဘက်ခြံမှာလေတခါတည်းရခိုင်ဟင်းတို့ဘာလို့စားလာခဲ့တယ်နဲ့တူတယ်ကျမတို့ဒီလိုကြည့်နေတာရိုးရိုးလဲမတန်းရဲဘူးတန်းလိုက်လဲတိသွားမှဆိုလို့တန်းနာတော့မှတော့အထာကြတာနော်အထာကြတယ်နော်တရုပ်ဆောင်တော့လှုပ်လို့ရပြီဖိနှိပ်ချုပ်ချယ်သူအဲ့တော့ဖိနှိပ်ချုပ်ချယ်သူဆိုတာဘာကိုပြောလဲစိတ်ပိုင်းဆိုင်ရာကိုခန္ဓာပိုင်းဆိုင်ရာကိုညှင်းဆဲတဲ့သူကိုပြောတာဒါတော့အရင်လွန်သွားပြီအဲ့တော့အနိုင်ကျင့်တယ်ချင်းချောက်တယ်ကျွန်းတဖွဲကိုပြုမှုဆက်ဆံပြောဆိုပြီးတော့မှရိုက်နှက်တဲ့အဆင့်တိရှိလာပြီဆိုရင်အဲ့ဒီလူကကိုဘဝအတွက်စုပ်လဲဆူစားလဲယူပဲကိုယ့်ရဲ့ခင်မွန်းတယ်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အရက်အမြဲတမ်းမူးနေတဲ့ကိုယ့်ရဲ့ဦးလေးဒါမှမဟုတ်ကိုယ့်ရဲ့အဖေလည်းဖြစ်နိုင်တယ်အဲ့လိုလူလက်ကလွတ်ဖို့ရန်အတွက်သွားဟဲ့မရအောင်သူကလည်းမထွက်သွားအောင်ဖျားတမှာပဲရတယ်ဘလို့လူလဲဆိုတော့ကျမ်းစာအရပြောမယ်ဆိုဖာရောဘုရင်ရဲ့စိတ်ဝိညာဉ်နဲ့ပြည့်စုံနေတဲ့သူဖြစ်တယ်ဒါကြောင့်သင်ရဲ့မိသားစုထဲမှာတကယ်ကိုနာကျင်စေတဲ့သူသင်ကိုညှင်းဆဲနေတဲ့သူဘာအလုပ်လုပ်သင်ရဲ့အတ္တထဲမှာအမြဲတမ်းကြိမ်ဆဲနေတဲ့သူတယောက်ကိုသင်ကြုံလာပြီဆိုရင်ဖျားတာပြီတော့သင်လည်းကယ်လို့မရအောင်သင်ကိုသင်ကယ်လို့မရအောင်ဘေးကလူလည်းလာကယ်ပေးလို့မရအောင်ဖျားတာတာပြီတော့ဖျားရှိမှငိုကြွေးမှပဲအဲ့လိုဖာရောဘုရင်ရဲ့စိတ်ဝိညာဉ်နဲ့ပြည့်စုံတဲ့သူကိုပြန်နိုင်တဲ့သူမောရှေလိုလူမျိုးပေါ်လာမှပဲရမှာအာမင်အဲ့တော့ဂလာတိဩဝါဒစာအခန်းကြီး9အခန်းငယ်1မှာဒီလိုပြောထားပါတယ်ဖတ်ပါဦးထို့ကြောင့်ခရစ်တော်သည်ငါတို့ကိုလွတ်တော်မူသောလွတ်ခြင်းအခွင့်၌တည်နေသဖြင့်ကျွန်ခံရတဘိုးကိုထမ်း၍ချီနှောင်ခြင်းကိုတဖန်မခံကြနဲ့ဒါကြောင့်မလို့ကျွန်ဘဝရောက်နေတဲ့အခြေအနေမျိုးမဖြစ်စေဖို့ရန်အတွက်ဒါလေးကိုသတိရစေချင်တယ်အိမ်တော်မပြုတ်ခင်ဒီအမျိုးသားကဒီအမျိုးသမီးကလက်ပါတက်လားမပါတက်လားဆိုတာကြည့်ရှုပါအဲ့ဆိုယူပြီးရင်ခရစ်ယာန်ထုံးတန်းစင်လာမှာခွဲလို့မရကိုကကွဲတာကွဲလိုက်တာဖျားရှိမှကျတော့ကွဲလားမကွဲဘူးအဲ့ဒါဖျားရဲ့သဘောတဘာဝဒါကြောင့်မယူခင်ပါလို့စမ်းစစ် तू ဘလို့အကျဉ်းစရိုက်ရှိလဲလက်တွေပါတွေပါလာပြီဆိုတတ်တာပဲ तू ထွက်ရင်ထွက်မထွက်ကိုထွက်ပဲဟဟလားဒါကြောင့်မလို့ကိုယ့်ရဲ့တတ်တာတွေမှာဖခင်ရဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်ဖို့ရတဲ့အရေးကြီးတယ်မဟုတ်ရင်သင်ရဲ့အတ္တတွေမကဘဲနဲ့တင့်ရဲ့သားသမီးတွေပါညှဉ်းပန်းနှိပ်စက်ခြင်းကိုခံစားရပြီးတော့ညှဉ်းပန်းနှိပ်စက်တတ်တဲ့မျိုးဆက်ကိုပေါ်ထွက်လာဖို့ရန်အတွက်တင်ဟာအခွင့်ပေးလိုက်တာနဲ့တူလိမ့်မယ်။ဒါဆိုဘာလို့ရမလဲ။တင့်ရဲ့အိမ်မှာရှိနေတဲ့ရိုက်တက်တဲ့တင့်ရဲ့ခင်မွန်းတဲ့အတွက်တင်စားဆုတောင်းပါ။တင်ဘက်ကစတင်ပြီးတော့လေးစားပေးပါ။တင်ဘက်ကစတင်ပြီးတော့နူးညံ့သိမ်မွေးပြပါ။ဘာဖြစ်လို့ဆိုကျမ်းစာထဲမှာဒီလိုပြောတယ်။တင်ဘက်ကသာနူးညံ့သိမ်မွေးတယ်ဆိုရင်တဲ့တင့်ခင်မွန်းပြောင်းလဲစရာအကြောင်းရှိတယ်။ဟ
ဒါဆိုရင်မပြောင်းလဲသေးတာဘာကြောင့်လဲကျမကြမ်းနေလို့ကျမအော်နေလို့ကျမသူ့လက်ကမရောက်လာသူကျမအရင်ဆုံးသူ့ကိုတခါတည်းဆဲပြစ်လိုက်ပြီဟုတ်လားဒါကြောင့်ဖခင်ကဘာပြောလဲမိန်းမတွေတဲ့မင်းတို့သာနူးညံ့တိမ်မွေ့ပါစေတဲ့မင်းတို့ရဲ့အမျိုးသားပြောင်းလဲလိမ့်မယ်ဟာလေလုယာစိတ်တကြကြမရှိဘူးအာမင်ကဲနောက်ဆုံးတစ်ခုမနာလိုတဲ့သူဟာအရန်ကြောက်စရာကောင်းတယ်မနာလိုတဲ့သူအဲ့ဒါကကျမတို့ကျမ်းစာထဲမှာကြည့်လိုက်တဲ့အခါမှာဒါဝိဒ်ကိုမနာလိုတဲ့သူကဘာလို့လဲရှောလုဒါဝိဒ်ကောင်းစားနေတဲ့အချိန်မှာဘသူကမနာလိုဖြစ်လဲရှောလုကမနာလိုဖြစ်တယ်အဲ့မှန်တော့ဒါဝိဒ်ရဲ့နှလုံးသားထဲမှာရှောလုကိုတကယ်ကိုစီးကပ်နေတာဒါပေမဲ့ရှောလုရဲ့တက်တာထဲမှာကျတော့ဒါဝိဒ်ကိုအမြဲတမ်းဘယ်လိုပဲမြင်နေတာလဲတပ်ဖို့ရန်အတွက်ပဲချောင်းမြောင်းနေတာဖိနှိပ်ဖို့ရန်အတွက်ပဲချောင်းမြောင်းနေတာဖြစ်တယ်ဒါကြောင့်မလို့ရှောလုကဒါဝိဒ်ရဲ့အောင်မြင်ခြင်းအပေါ်မှာမနာလိုဖြစ်တဲ့အခါမှာချိန်ဖန်များစွာတပ်ဖို့ရန်အတွက်ဒါဝိဒ်ကိုချောင်းမြောင်းခဲ့တယ်ဒါဝိဒ်ရဲ့အတွင်းစိတ်ဝိညာဉ်ကိုနာကျင်စေခဲ့တယ်ဘာဖြစ်လဲဆိုတော့သူကခေါင်းဆောင်ဖြစ်နေတာကိုရှောလုကဒါဝိဒ်ဘာပြောလဲဆိုတော့ငါ့ကိုရှောလုကဘလောက်ပဲတတ်ပါစေတဲ့ငါရဲ့လက်ကဗိတ်သိက်ခံထားတဲ့သူဘယ်တော့မှမတတ်ဘူးမထိဘူးတဲ့အဲ့ဒါဘုရားရဲ့နှလုံးသားအာမင်တင့်အပေါ်မှာမနာလိုတဲ့သူတချို့ရှိလိမ့်မယ်တင်အောင်မြင်တဲ့အခါမှာလက်ခုပ်မတီးပေးနိုင်တင်အောင်မြင်တဲ့အခါဘာမလုပ်နိုင်ဘူးလက်ခုပ်မတီးပေးနိုင် congratulation လာမလုပ်ဘူးအဲ့လိုလူကတင့်ကိုမနာလိုဖြစ်တဲ့သူဆိုတာကောင်းကောင်းသိစေချင်ဒီလိုပြောလို့ Facebook မှာ congratulation လာလုပ်ပေးရမယ်ပြောနေရမှာမဟုတ်ဘူးเนาะဆိုတော့ Facebook နှက်မှန်အောင်မသုံးတဲ့သူတွေလည်းရှိတယ်အဲ့တော့ပြောချင်တဲ့အရာတစ်ခုကကိုအောင်မြင်တဲ့အခါမှာဝမ်းသာမပေးနိုင်တဲ့သူတွေအနာမှာတင်မနေပါနဲ့တင်ဘက်ကထွက်ခွာလိုက်ပါသူတို့ထွက်သွားမယ်ဆိုရင်ထွက်ခွာခွင့်ဘေးနားမှာရှိတဲ့သူခွင့်ပြုလိုက်ပါလို့ပြောပါအာမင်ဒါကြောင့်ကိုယ့်ရဲ့အသက်တာထဲမှာဒါလေးကိုနော်မထားစေချင်နဲ့ကိုယ်တိုင်ကလည်းမနာလိုတဲ့သူမဖြစ်ဖို့လိုအပ်တယ်အာမင်မနာလိုတဲ့သူကိုယ်တိုင်ရှော့လူဖြစ်နေဖို့မဟုတ်ဘူးအေးဖက်လေး31ကိုဖတ်ပါအောင်နောက်ဆုံးကျမ်းစာဖြစ်တယ်နောက်ဆုံးရဲ့နောက်ဆုံးမလာခင်ပေါ့နော်ဖတ်အောင်1 2 3ခတ်သိမ်းသောစိတ်တို့ခြင်းစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းအော်ဟစ်ငေါငေါခြင်းသူ့အသေးရပြက်အောင်ပြောဆိုခြင်းတို့ကို၎င်းခတ်သိမ်းသောမနာလိုခြင်းကို၎င်းတင်တို့မှပေရှာဟဲခရိယန်လားအရင်စိတ်ပုတ်တာခရိယန်လားအဲ့တယောက်လေအရင်စိတ်တူတတ်တာသိလားစိတ်ဆိုးတာသွားမလုံးနဲ့တက်ကက်လာအောင်ပြန်ပြောလိုက်မယ်ဟဲအဲ့တယောက်လေငါမဟုတ်တဲ့အရာတွေလိုက်ပြီးတော့ပြောနေတာသေရောဒါကြောင့်ဖခင်သားသမီးဆိုတာကဖခင်နဲ့တူရတယ်အာမင်ပထွေးဖြစ်တဲ့ပထွေးဆိုတာဘာလို့လဲစာတန်နဲ့တူလို့မရအောင်အဖေအရင်နဲ့တူဖို့နဲ့ဘုရားသခင်ကအလိုလိုရှိတယ်ကဲအဲ့တော့ဘလို့ပဲဖြစ်နေပါစေကိုယ့်ရဲ့အနာမှာလှည့်ပြားတဲ့သူတွေရှိလိမ့်မယ်ဖိနှိပ်ချုပ်ချယ်တဲ့သူတွေရှိလိမ့်မယ်ဖခင်ရဲ့ကိုပို့ခြင်းတဲ့လမ်းကိုမရောက်နိုင်ဖို့အတွက်ကာစီးတဲ့သူတွေရှိလိမ့်မယ်တကယ်ကိုတော့တန်တရားများစွာနဲ့မနာလို့ဝန်တိုတဲ့သူရှိလိမ့်မယ်အတုံးချတဲ့သူရှိလိမ့်မယ်တစ္ဆာဖောက်တဲ့သူရှိလိမ့်မယ်ပြဿနာသာယူဆောင်လာတဲ့သူတချို့ရှိလိမ့်မယ်အဲ့တော့ဘလို့ပဲဖြစ်နေပါစေသင်ရဲ့အသက်တာထဲမှာသူတို့ကိုအညိုတင်မထားနဲ့အာမင်ဘာမထားရဘူးလဲအညိုတင်မထားနဲ့ဟာသူကငါ့ကိုချစ်ပါတယ်ပြောပြီးခြံထားခဲ့တယ်အညိုတင်မထားနဲ့တာရွေးကောင်းတဲ့သူရောက်လာလိမ့်မယ်လူပြိုအပြိုပြောတာโอเคဒါကြောင့်မလို့တမန်ကျမ်းစာထဲမှာဒီလိုပြောထားတယ်ဟေရှာယ43 16ကနေ19ကိုဖတ်ပါအောင်နောက်ဆုံးကျမ်းစာ1 2 3ပြင်းထန်သောပင်လယ်ရေ၌လမ်းခရီးကိုဖန်ဆင်းတော်မူထသောယထာများမြင်းများနှင့်တကွစစ်တရေအလုံးအင်းတို့ကိုဆောင်ခဲ့တော်မူထသောသူတို့ကိုမထနိုင်အောင်တပြိုင်နက်တည်းအိတ်စေ၍မိစာတေတကဲ့သို့ငြိမ်းစေတော်မူသောထာဝရဘုရားမိန့်တော်မူသည်ကဖြစ်ဖူးသောအမှုတို့ကိုမအောင်မေ့ကြနှင့်ရှေးကာလ၏အရာတို့ကိုပမာဏမပြုကြနှင့်ကြည့်ရှုလောအမှုတကိုငါပြုမိယခုပေါ်လာလိမ့်မည်သင်တို့သည်အမှန်သိမြင်ရကြလိမ့်မည်အကယ်စင်စစ်တော၌လမ်းကို၎င်းလွင်ပြင်၌စီးသောရေကို၎င်းငါဖန်ဆင်းမိအာမင်ဒါကြောင့်မလို့အရင်တော့ကဖြစ်ပျက်ခဲ့တဲ့သူတချို့ရဲ့လှုပ်ဆောင်ချက်ကိုစဉ်းစားပြီးတော့မှနောက်ထပ်ကိုယ့်အတွက်အကောင်းဆုံးသောသူများကြံပါအောင်မလားလို့စဉ်းစားဖခင်ကြံသေးတယ်တဲ့ဒီလူကဒီလိုလောက်ခဲ့လို့နောက်လူကဒီလိုလောက်မှာမဟုတ်ပါဘူးဖခင်ရဲ့အဝေါ်ဝိုင်းထဲမှာသင်နေတဲ့၍တော့သင်အတွက်အကောင်းဆုံးသောသူဟာရောက်ရှိလာမှာဖြစ်တယ်အကောင်းဆုံးသောမိတ်ဆွေဟာသင်ရဲ့အနာကိုစိုက်စိုက်မြတ်မြတ်ရောက်ရှိလာမှာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်အားလုံးခဏလောက်ရှင်နာကနေမတည့်ရကြရအောင်လူတချို့ရဲ့ကိုယ်ကိုနာကျင်အောင်လှုပ်ဆောင်ခဲ့တဲ့အရာတွေသင်ရဲ့အသက်တာထဲမှာရှိရဆိုရင်ဒီနေ့ဘုရားသခင်ကသင်ကိုအနာရောဂါငြိမ်းပေးစေခြင်းနဲ့
ဆရာဝန်တွေကုလို့မရတဲ့နှလုံးသားရဲ့ဒဏ်ရာကိုဘုရားသခင်ကသင်ကိုကုသပေးခြင်းတော်ဖြစ်တယ်ဟာလေလုယာသင်ဟာနာကျင်ခြင်းနဲ့မှအမြဲတမ်းငိုကြွေးနေရမယ့်သူမဟုတ်ဘူးတငယ်ချင်းရဲ့သစ္စာဖောက်မှုယုံကြည်ရပါတယ်ဆိုတဲ့အယုံကြည်မှုကိုအလွဲသုံးစားလုပ်သွားတဲ့သူတို့ချို့ရဲ့လှုပ်ဆောင်ချက်ကြောင့်သင်ဟာအဲ့နာကျင်ခြင်းထဲမှာကြံခဲ့ပွင့်တော့ဘုရားသခင်အလိုတော်မရှိပါဘူးအာမင်အာမင်ကဲခုချိန်မှာကျွန်မဆုတောင်းပေးခြင်းနဲ့ရိုးရိုးသားသားဝင်ခဲ့အောင်ကျွန်မတစုံတည်းယောက်ျောက်နှလုံးသားထဲမှာနာခဲ့ဘူးလေစဉ်းစားလိုက်တိုင်းနာတယ်ဆိုတဲ့သူရှင်လက်မြောက်အခုကျတော့မနာဘူးလားအော်နာတယ်ရှက်တာလားမရှက်တာလားမသိဘူးမြောက်ပေးပါဦးလွတ်ပဲကျွန်မတစုံတည်းယောက်ျောက်နာခဲ့ဘူးလေโอเคအဲ့နာခဲ့ဘူးတဲ့သူတွေအရှိကိုထွက်လာခဲ့အဲ့တော့တဲခဲ့တော့ကြနေချီဆောင်ခြင်းပါသွားမှာဆိုလို့သိတယ်နော်ချီဆောင်ခြင်းပါတာပြန်လာရှာမတွေ့တော့အဲ့တော့အရှိကိုလာစေခြင်းနဲ့ဒီအချိန်မှာဘုရားကိုအရှိတိုင်းပြောကိုတော့သမီးသူ့ကြောင့်နာတာဘုရားအရှိမှာပြောလို့ရတယ်တခြားသူရှိမှပြောရင်ဒီသတင်းကမလုံဘူးပြန်ပေါက်ကြသွားမှာဘုရားအရှိမှာပြောရင်တော့တည့်ရနာကျင်ခြင်းအားလုံးကိုဘုရားသခင်ကကုစားပေးမှာဖြစ်တယ်အာမင်တစုံတယောက်ကြောင့်နာကျင်ခဲ့ရတယ်ဆိုရင်ဘုရားရှိမှာကိုတော့သမီးနာနေတယ်တဲ့အတွက်ဘုရားသခင်ပေးတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ယူပါအမြန်လာခဲ့ပါအာမင်အဲ့တော့ဒီချိန်မှာ worship သခြင်းတစ်ပုဒ်ဆိုမှဖြစ်တယ်